ဒီလောကမှာမွေးလာမဲ့သူတွေမှန်သမျှအားလုံးအတွက်ယေရှုအကုန်လုပ်ပေးပြီသားအဲ့ဒါကိုမယုံရင်တော့ပုံမြင်လို့မှတ်နေတဲ့ခရိယန်တွေအများကြီးရှိတယ်ဥမာကွာယေရှုကလုပ်ခဲ့တယ်လို့လည်းပြောတယ်လို့တယ်ဆိုတော့ဘာညာလျှောက်စဉ်းစားနေသူ့ရဲ့ကြက်မပြည့်တဲ့အုံနောက်နဲ့ဟုတ်တယ်တကယ်ပဲညီကောင်မောင်မဖယားသခင်လှုပ်ပေးခဲ့တဲ့အရာကိုတင်နားလည်ဖို့မစင်စားနဲ့တင်ယုံနိုင်ဖို့ပဲဖယားမဆဖို့တင်ဆွတောင်းတင်နားလည်မှာမဟုတ်ဝิญဉ်ရာအများကြီးဒါပေမဲ့ဝิญဉ်တော်ရဲ့မဆခြင်းကြောင့်တစားပြီးတစားနားလည်လာတဲ့အခွင့်ကိုဖယားပြင်ဆင်ပေးတယ်နားလည်မှယုံတာမဟုတ်ညီကောင်မောင်မတို့ယုံတဲ့အပေါ်မှာနားလည်ရတဲ့အခွင့်ရလာတာဝิญဉ်ရာဆိုတာကနားလည်မှယုံရင်တင်နောက်ကျသွားလိမ့်မယ်ယုံမှနားလည်လာလိမ့်မယ်အာမင်ယုံမှနားလည်လာလိမ့်မယ်ဆိုတော့ယေရှုလှုပ်ဆောင်ပေးခဲ့တဲ့အရာက once for all အကုန်လုံးအတွက်လှုပ်ပေးလိုက်ပြီတင်ယုံမယုံသူလုပ်ပြီးသားဒါဆိုရင်ယေရှုခရစ်တော်ကတဲ့အပြစ်ကြွေးအားလုံးကိုဆက်ပေးတယ်ပြောတဲ့အခါမှာအတိတ်ပြစ္ဆုတ်ပါအနာဂတ်ရှိမြတ်ကိုဆက်ပေးလိုက်တာအာမင်ဆိုရှိသမျှအပြစ်တွေအကုန်ဆက်ပေးတော့ကြောင့်တင်ကယေရှုကိုယုံကြည်လက်ခံလိုက်တဲ့နေ့ရက်နဲ့စပြီးတော့တင်ကဘာဖြစ်သွားပြီလဲဖြောင့်မတ်သူလို့ဖခင်ကတတ်မှတ်လိုက်ပြီ Come on ဖခင်ကဘယ်လိုတတ်မှတ်လိုက်ပြီလဲဖြောင့်မတ်တော်သူလို့တတ်မှတ်လိုက်ပြီအဲ့ဒါကတင်ရဲ့အကျင့်တင်ရဲ့ခွန်အားတစ်ခုမှမဟုတ်ဘဲနဲ့ဂျေဇုတော်ကြောင့်ဖြစ်တယ်ဘယ်လောက်ကြီးမားတဲ့ဂျေဇုတော်ကြီးလဲလုံးဝမထိုက်တန်တဲ့သူကိုထိုက်တန်စေတာကွာမင်းယုံနဲ့ရတဲ့အခွင့်ကိုဘုရားခင်ပြင်ဆင်ပေးလိုက်ပြီဘယ်လောက်ကြီးမားတဲ့အခွင့်အရေးကိုဘုရားပေးလိုက်တာလဲအာမင်ယုံကြည်သောအဖြစ်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏ကိုယ်လူလျောက်ရောက်သည်မဟုတ်ဘုရားတနာတော်မူရာဖြစ်တယ်ဘုရားတနာလို့ငါတို့ရတာအာမင်ဆိုတော့ဒီနေ့ဆရာတေးပလာကိုမှုတော်ဆောင်ခွင့်ရနာလဲပါလဲထိုက်တန်လို့လားမဟုတ်ဘူးဂျေဇုတော်ကြောင့်ဘုရားခင်တာ၍ချင်းမြောက်အောင်မယ်ဘာကြောင့်လဲဂျေဇုတော်ကြောင့်အရာနေသူများထပ်ပို့ပြီးတော့လုံနိုင်လို့လဲမဟုတ်ပါဘူးဂျေဇုတော်နားလည်သွားလို့ဂျေဇုတော်နားလည်လေဂျေဇုတော်ချီးမွမ်းလေဂျေဇုတော်ချီးမွမ်းလေချီးမွမ်းစရာအကြောင်းဖြစ်အောင်ဘုရားလှုပ်လေဒါနဲ့ပဲဒီလိုမျိုးတိုးတက်သွားတာအာမင်တို့ရဲ့အသက်တာမှာဘာသာရေးရနဲ့လွတ်မြောက်တဲ့နေ့ရက်နဲ့စာတိတာတခုပဲရှိတယ်ငါလုံနေတာဘာတခုမှမရှိဘူးဆိုတာသိသွားတာဘာသူလှုပ်ပေးနာလဲယေရှုလှုပ်ပေးတယ်သူရဲ့ဂျေဇုတော်ကလှုပ်ပေးတယ်ဂျေဇုတော်ဆိုတာ grace is not a title grace is a person okay ဂျေဇုတော်ဆိုတာကခေါင်းစဉ်တခုမဟုတ်ဘူးဂျေဇုတော်ဆိုတာကပုဂ္ဂိုလ်မှတ်တာနော်ဂျေဇုတော်ဆိုတာဘာလဲပုဂ္ဂိုလ်ညီကိုမောင်မတော်ဂျေဇုတော်ကလှုပ်ဆောင်ပေးနေတာဂျေဇုတော်ကလှုပ်ဆောင်ပေးနေတာဒါကြောင့်တင်လှုပ်ဆောင်ပေးနေဂျေဇုတော်တင်ကောင်းသဘောပေါက်ဖို့အရေးကြီးတယ်တင်လှုပ်ဆောင်နေတာဘာတစ်ခုမှမရှိဘူးတောင်းဆရာနေနေတော့ဂျေဇုတော်နားလေတဲ့နေ့ရက်နဲ့စပြီးတော့မှမကြိုးစားစေချင်တော့ဒီမနဲ့လည်းပြောတာဒီမနဲ့လားမနေ့ကလားမသိပါဘူးပေးချင်တဲ့ဇောတွေကအများများတော့လေမနေ့လားဘာလားမသိတော့တင်မိမကိုကြိုးစားပြီးချစ်နေရင်မကောင်းဘူးတင်းယောက်ျားကြိုးစားပြီးတော့ချစ်နေရတယ်ဆိုရင်မကောင်းဘူးဟုတ်မလားငါနေ့ကိုကြိုးစားချစ်ပါမယ်ဆိုရင်ဒါကောင်းတဲ့ကိစ္စမဟုတ်ဒါပေမဲ့ဖယားကိုတို့ကြိုးစားချစ်နေမကောင်းဘူးဒီကိစ္စကြိုးစားဖျားကြောင်တက်နေကြိုးစားဆူတောင်းနေတယ်ကြိုးစားကျမ်းစာဖတ်နေကြိုးစားချင်းလူငယ်တင်းတော်ဆိုတာလှုပ်လက်တည်တယ်လူငယ်အဖွဲ့အစည်းလာပါလဲရှိတယ်နော်တို့ခေတ္တတော့လေကျွန်တော်ခေတ္တမဟုတ်ပါဘူးဆရာလာမို့တော့ခေတ္တပေါ့ကျုံငယ်ဘာလဲကြိုးစားချင်းလူငယ်မိတ်တဟာရလားဘာလားမသိဘူးရှိရနော် CE ဆိုတာရှိတယ်တို့ခေတော့ CE ဆိုတာ
ဘာမှကြိုးစားလည်းမရှိဘူးမူးပြီးတော့ဖျားကြောင်သွားတက်တယ်ဘာမှကြိုးစားစရာလည်းမရှိဘူးစော်လေးတွေသွားငန်းတာလူငယ်စီစဉ်နဲ့စော်လေးတွေသွားငန်းဟာကိုကြိုက်တဲ့ကောင်မလေးလာတဲ့နေ့ဆိုရင်အဲ့ဒါတချင်းဆိုခြင်းပြီကိုအကြောင်းသိတဲ့အဲ့ဒီလူငယ်ကောင်းစွာလဲနာမည်မထည့်ပေးဘူးနာမည်မထည့်ပေးသူ့ကိုချင်းချောက်တယ်မင်းအပြင်ထွက်တယ်နဲ့မင်းကိုရိုက်မှာနော်ဆိုတော့သူလည်းကြောက်တော့ထည့်ပေးရတယ်ဘာလူငယ်လဲအဲ့ဒါဘာစူးစမ်းခြင်းလူငယ်လဲဘာမှစူးစမ်းမဟုတ်ပေါက်ကြရလူငယ်တွေဘာမှစူးစမ်းလို့မရဟိုဆရာခရစ်ခိုင်ပြီးရေးတဲ့ချင်းလေးရှယ်ပါလဲဟုတ်လားဆူတောင်းလို့ကျွန်တော်ကောင်းလို့ဟာလဲကျွန်တော်ကောင်းလို့ချစ်တာမဟုတ်မဆူတောင်းလို့ရတာမဟုတ်မတေချာနာလေတဲ့ပိုတီလာတဲ့ဂျေဇုတော်ကအလုံးလုံးပေးနေတယ်ကျွန်တော်ကောင်းလို့ချစ်တာမဟုတ်ဘူးဒါဆိုရင်ကောင်းစရာမလိုတော့ဘူးလားမကြီးပြောပြမယ်နော်ဂျေဇုတော်မမဆိုင်တင်တတ်လုံးမကောင်းနိုင်ဘူးဟုတ်တယ်ဂျေဇုတော်မမဇရင်တင်ဟန်ဆောင်နေတာလေတကယ်ဖျားเจ้าထဲမှာဂျေဇုတော်ရဲ့မဆာချင်းနားမလဲတဲ့ဖွဲ့တွေအားလုံးဟန်ဆောင်နေတာဖျားเจ้าထဲမှာတကယ်ကောင်းကင်တမန်ယုံနေဒါမဲ့အိမ်ပြန်ရောက်သွားရင်တကယ်ဘလူးယုတ်ရှိတယ်နော်တကယ်ဘလူးယုတ်တွေပြန်ဖြစ်သွားတာကားမောင်းရင်တရေယုတ်ပြန်ဖြစ်ဒေါသတွေထွက်လက်တွေထောင်ဆိုတဲ့အဖွဲ့တွေရှိဟောနေတီးသူမြောက်မပြောပါဘူးကိုပြောတာပါရှာတခါလေဖျားเจ้าနောက်ကြလို့ပိတ်နဲ့ကားကိုဟွန်တီးတာအဲ့ဒီပိတ်နေတဲ့ကားကိုတရားဟောပွဲလာနားထောင်မဲ့လူဖြစ်တယ်ဖျားเจ้าမှာပြန်ဆုံကြတယ်ဘယ်လိုမျက်နှာနဲ့တရားဟောမှတော့မသိတော့အဲ့နေအဲ့ချိန်မှာအဲ့တချင်းအရန်ကောင်းသွားတယ်ကျွန်တော်ကောင်းလို့ရှိတာပြန်ခွန်အားယူရတယ်ဘယ်လိုခွန်အားနဲ့တရားဟောမှတော့မသိတော့သူမျက်နှာကိုကြည့်ပြီးတော့အရန်ရှက်တာပဲကျွန်တော်ကောင်းလို့ချစ်တာမဟုတ်မတကယ်ရတာရှင်းတော့အဲ့တော့သူကလည်းအခုတော့သူတရားဟောနေအခုနငါ့ကိုစိတ်တူတော့တရားမဟုတ်ခင်ဟွန်တီးထားတာသူဆိုတော့သူလည်းကြည်နေမှာပဲဂျေဇုတော်ကြောင့်တာမဟုတ်ရင်ဒီတရားဟောဆရာတွေလည်းမလွယ်ဘူးနော်မလွယ်ဘူးပလင်မော်ရောက်ရင်မျက်နှာတစ်မျိုးပလင်အောက်ရောက်ရင်မျက်နှာတစ်မျိုးအဲ့ဒါကိုကြည့်နေတဲ့အနီးကသူတို့ရဲ့မိန်းမတွေကကြာတော့ဗာပြောသက်လားအိမ်မှာလဲပလင်လေးထိုးထားချင်တော့တယ်ပလင်မော်ရောက်ရင်မျက်နှာတိတ်ကြည့်လို့ကောင်းတယ်အိမ်ပြန်ရောက်ကြည့်စရာမကောင်းတော့ဆိုတော့အိမ်မှာလဲပလင်လေးထိုးထားပြီးတော့မှယောက်ျားပလင်မော်ပဲထားချင်တော့တယ်အိမ်မှာဂျေဇုတော်ကြောင့်သာမဟုတ်ရင်ကျွန်တော်တို့ဟန်ဆောင်မှုတွေအများများတဲ့လောကကြီးကျွန်တော်လေဂျေဇုတော်ကိုနားလဲလာတဲ့တဖြည်းဖြည်းနဲ့နားလဲလာတဲ့အခါမှာလေဘယ်သူမှပြစ်မတင်ရတော့ဂျေဇုတော်ကိုသဘောမပေါက်မချင်းတင်သူများအပြစ်တင်ဖို့ရမ်းလွယ်တယ်ဂျေဇုတော်ကိုသဘောပေါက်လာတဲ့နေ့ရက်နဲ့စပြီးတော့မှတင်အပြစ်မတင်ရဲတော့ဘူးဘယ်သူမှအပြစ်လဲတင်စရာအကြောင်းမရှိတော့ဘာကြောင့်လဲဆိုတော့ကိုလည်းထ
ထိုက်တန်လွန်းလို့ဖျားသခင်သုံးနေတာမှမဟုတ်တာဂျေဇုတော်ကအလုတ်လုတ်ပေးနေတာလေဥပမာဆရာမုံတောင်အမြဲတမ်းပြောတဲ့စကားရှိတယ်ဆရာမုံတောင်ကသူကတကယ်ပုံပွင့်လင်းလင်းတမသူတခါလေတရားဟောချက်လုံးဝမရှိဘူးဆရာမညံ့ကလည်းမရှိဘူးဆိုတာတီးတဲ့အခါမှာအရန်ကျန်းစာဖတ်ခိုင်းတယ်သူလည်းကြိုးစားဖတ်ပေမဲ့ဘာတပုံးမှမထွက်လာအောင်အဲ့သူအမြဲတမ်းဆိုတဲ့ချင်းရှိတယ်တရင်နိုးတဲ့အခါမှာတဲ့ဘာလဲတချင်းရှိတယ်ဗျတရင်နိုးတဲ့အခါမှာသူဆိုကသူဘာမလုပ်သူအိပ်ပလိုက်တယ်တရားဟောချက်မရှိတော့ဆိုသူအိပ်ပလိုက်တယ်ကျေးဇူးတော်ပဲတဲ့တရင်နိုးတဲ့အခါမှာတကယ်တရားဟောချက်ထွက်လာတယ်ဆိုပဲအဲ့သူနဲ့အမှုတော်ဆောင်တဲ့လူတွေအေးဆေးပဲလေဘာမှကြိုးစားချက်မလို့အိပ်ပလိုက်ဒီကောင်မောင်မတော်ကျွန်တော်တို့ဖျားနဲ့သွားလာတာကြိုးစားစရာမလိုဘူးနော်ဒါဆိုရင်ဆရာဘာမှလုပ်စရာမလိုတော့ဘူးလားဆရာလှုပ်လဲပဲသူကိုလှုပ်တာမှမဟုတ်တာသူလှုပ်ပေးနေတာလေဥမာပြမယ်ဆရာတိကောခန်းကြီး15အငယ်30ကိုကြည့်အောင်တိကောခန်းကြီး15ငယ်30အလုံးကြည့်အောင်တဲ့ပေါ်မှာပဲနော်ဟိုစာရွက်တွေကလှန်နေအရန်ခရစ်တော်ကြွလာတော့မှာဒါရေလလနာရွှာဒါပေမဲ့ကြည့်လိုက်ချင်မှာဥစ္စာဒါမဟောင်းမှာပဲရှိသေးတယ်ဒါမသိကိုမရောက်သေးဘူးသို့တော်လည်းဖျားသခင်ဤပါလေဂျေဇုတော်အားဖြင့်တာ come on ငါဖြစ်သည့်တိုင်ငါဖြစ်တယ်အခုငါဖြစ်တဲ့အရာတွေအားလုံးကငါကြောင့်တခုမှမဟုတ်ဘူးအခုငါဖြစ်တဲ့အရာတွေအားလုံးကကျေးဇူးတော်ကြောင့်ဖြစ်နေတာအာမင်တင်သူများထက်ရုပ်ချောတယ်ကွယ်ဘာလဲအဲ့ဒါကျေးဇူးတော်အာမင်အာမင်အာမင်အဲ့ဒါကိုတိတ်ပြီးတော့မှဝါကြွားစရာမလိုအဲ့ဒါကိုတချို့ကနေလို့ရှိသေးတယ်ဆရာစဉ်းစားကြည့်ဆရာသူ့လိုရုပ်နဲ့ရှင်မလိုလူမျိုးလာကြိုက်ဆရာလားဘယ်သူလာစဉ်းစားခိုင်းတာလဲဆရာဆရာစဉ်းစားကြည့်ဘာစဉ်းစားမှလဲရှင်မလိုရုပ်ကိုသူ့လိုရုပ်ကလာကြိုက်ဆရာလားအာမနာရှာမကြိုးပါလဲသူရှောက်ပြောတတ်တယ်ဘာဆိုင်လို့လဲကျေးဇူးတော်ကြောင့်ချောပါတယ်ထားလိုက်မဟုတ်လားကျေးဇူးတော်ချောတယ်ကျေးဇူးတော်ကြောင့်ချောတယ်ဘယ်အရာပဲဖြစ်ဖြစ်ကျေးဇူးတော်ချီးမွမ်းတတ်ဖို့လို့မောင်မာဖို့လည်းမလို့ရုပ်အရန်ဆိုးတဲ့ဖွဲ့ရလဲအငယ်စရာလည်းမလို့ဘာကြောင့်လဲရုပ်ချောပြီးတော့ယောက်ျားမရတဲ့အဖွဲ့လည်းရှိတယ်ဟုတ်တယ်နော်ဒါပေမဲ့ရုပ်ဆိုးတော်ညာလေယောက်ျားရတဲ့ဖွဲ့ရှိတယ်သူဘာသာသူမာနတွေကြီးပြီးတော့အတတ်တွေကြီးသွားပြီဘယ်သူမှလည်းမယူတော့ဘူးအဲ့ချိန်ကျတော့နောင်တရတယ်ဟဲငါရွေးလိုက်ကောင်းသားဒါပေမဲ့ too late to apologize လေပြီးသွားပြီသူ့ဘွားပြီးသွားပြီ50ကျော်သွားပြီပြီးသွားပြီမရတော့ဒီအဲ့50ကျော်အဖွဲတွေကိုဆရာချင်းမဲ့ဆို too late to apologize is too late အရန်တော့တတ်တယ်ဆရာဆိုတော့ဘာမှပြန်မပြောရဘူးမျက်စောင်းလေးမထိုးတထိုးနဲ့ထွက်သွားတာသို့တော်လည်းဖျားခင်ကျေးဇူးတော်အားဖြင့်သာငါဖြစ်သည့်အတိုင်းငါခံရသောကျေးဇူးတော်ကိုလည်းအကျိုးမဲ့ခံရသည်မဟုတ်အခြားသောတမန်တော်အပေါင်းတို့ကငါတာ၍ကြိုးစားခြင်းကိုပြု၏ထို့သောဆိုသောငါကြိုးစားသည်မဟုတ်
ငါနဲ့အတူရှိတော်ဖျားဤဂျေဇုတော်ကြိုးစားတယ်ဟာလေလုယာတင်တဘောပေါက်ရမှာကတင်ကြိုးစားနေတာမဟုတ်ဘူးတင်ကြိုးစားရင်ဖျားဘာမလုပ်တော့ဘူးတင်ဖျားနဲ့အနားယူတိုင်ဖျားအထက်ကနေလှုပ်ဆောင်ပေးသွားတယ်ယုံကြည်သူအတ္တတာဟာဖျားသခင်ရဲ့မဆရှင်လက်တော်ကိုကြီးမားစွာထင်ရှားစွာမြင်တွေ့ခြင်းရင်တင်ကြိုးစားဖို့မလိုဖျားနဲ့အနားယူတက်ဖို့တော့သင်ရမယ်ဟမ်ဝင်လေပြမတော့သူပေါင်းတော့ငါထန်တော့လာကြလောငါချမ်းသာပေးမယ်ဗမာလိုတော့ချမ်းသာအင်္ဂလိပ်လိုကြတော့ I will give you rest ငါမင်းကိုလုံးဝ relax ဥမာနားလည်အောင်ရှင်းပြထိုင်နေတာနားနေတာမဟုတ်ဘူး okay အိတ်နေလို့လဲနားနေတာမဟုတ်ပြန်ဘူးထိုင်နေရင်းနဲ့ဟိုပူဒီပူရှောက်ပူနေရင် तू နားနေတာမဟုတ်ဘူးအနားယူနာမဟုတ်ဘူး तू ပူနေတာတင်ကအိတ်တော့အိတ်နေပါရဲ့ဟိုစိတ်ပူဒီစိတ်ပူဟိုကြောက်ဒီကြောက်ဆိုရင်တင်အိတ်ပျော်သွားတာတောင်မှတင်ရဲ့ခန္ဓာကိုယ်ကတကယ် rest မရဘူးမရဆိုအိတ်ရပြန်နိုးလာတဲ့ခါမှာတင်အားမရှိလို့ဖြစ်နေဆိုတာအဲ့ဒါတကယ်အိတ်ထားမဟုတ်လို့တောင်းတင်ရပူပန်ခြင်းနဲ့အိတ်တဲ့သူလုံးဝမဖြစ်စေဖို့လိုတယ်ဖျားလက်တဲ့အကုန်အပ်ပြီးတော့မှဖျားပေါ်မှာစိတ်ချတတ်တဲ့သူဖြစ်ခြင်းအဲ့ဒါအနားယူတတ်တဲ့သူပြန်ပြောမယ်ဖျားလုံးမယ်ဆိုတာလုံးဝစိတ်ချပြီးတော့ကိုယ့်ရဲ့ပူပန်ခြင်းနဲ့အလုံးဖျားလက်တဲ့အပ်ပြီးတော့မှကျေးဇူးတော်ချီးမွမ်းပြီးတော့မှဖျားလုံးမယ်ဆိုတာစိတ်ချနေတဲ့သူဖြစ်ဖို့အရာရင်ကြီးတာအာမင်ငါစ조사သည်မဟုတ်ဘူးတဲ့ငါနဲ့အတူရှိတော်ဖျားရဲ့ကျေးဇူးတော်ကစ조사ပေးနေတယ်တဲ့အာမင်โอเคဆက်ပြကြည့်အောင်နိကောအခန်းကြီးငါအငယ်16ကိုကြည့်အောင်နိကောအခန်းကြီးငါအငယ်16နဲ့18ကိုသွားမယ်အားလုံးသိတယ်လူမီဒီကခရစ်တော်၌okay good ရမယ်ဘယ်သူ၌ရှိလဲအတိပြုပြင်တော့တရားဖြစ်တယ်ဟောင်းတော့ရာလို့ဒီပြောင်းလဲခတ်သိမ်းတော့ရာအတိဖြစ်ကြပြီ okay 18ကိုသွားတဲ့အခါမှာဘာတွေ့ရလဲဆိုတော့ထိုတို့ဖြစ်တော်တဲ့19မှာရက်သွားလို့မရအောင်ထိုတို့ဖြစ်တော်ဖယားသခင်ဤတကိုးတော်အားဖြင့်ဖြစ်တယ်တဲ့အာမင်သင်ကိုဖယားသခင်ကနေ့ရက်စဉ်တိုင်းမှာအတစ်တော်အရာတွေဖန်ဆင်းပေးနေတယ်အာမင်ဆိုတော့ဖယားရဲ့တကိုးတော်ကသင်ယေရှုကိုယုံကြည်လက်ခံလိုက်တဲ့နေ့ရနေစပြီးတော့မှဖယားကသင်ကိုဘသူထဲလိုက်လဲခရစ်တော်ထဲမှာထည့်လိုက်တယ်အဲ့ဒါဘယ်အဖြစ်တွေ့ရလဲနှစ်ကောအခန်းကြီး1အငယ်21မှာတင်တို့နှင့်ငါတို့ကိုခရစ်တော်၌တည်စေ၍ခရစ်တော်၌ဆိုတဲ့စကားအင်္ဂလိပ်မှာဆိုပါလေ in Christ တင်ယေရှုကိုယုံကြည်လက်ခံလိုက်တဲ့အချိန်ကနေစပြီးတော့မှသင်ကိုဖယားသခင်ခရစ်တော်ထဲမှာထည့်ပေးလိုက်ပြီနှစ်ကောအခန်းကြီး1အငယ်21ကိုဆက်လက်သွားပြီနော်နှစ်ကောအခန်းကြီး1အငယ်21ကိုသွားပြီနှစ်ကောအခန်းကြီး1အငယ်21သင်တို့နှင့်ငါတို့ခရစ်တော်၌တည်စေ၍ဗိသိက်ပေးတော်သူကဘုရားသခင်ပေသည်ဆိုသင်ယေရှုကိုယုံကြည်လက်ခံလိုက်တဲ့နေ့ဘာသာရေးအရာယုံကြည်တာမဟုတ်ဘဲနဲ့လဝကတဲ့မှာယေရှုလှုပ်ဆောင်ပေးခဲ့ပြီးသင်အပြစ်ကြွေးရှိသမျှအကုန်လုံးကိုသင်မှာရှိသမျှအပြစ်တွေအားလုံးကိုအကုန်စေကြောပေးလိုက်ပြီးဆိုတာကိုသင်ကောင်းကောင်းသဘောပေါက်ပြီးတော့မှယေရှုကိုယုံကြည်လက်ခံလိုက်ပြီးဆိုတာ ਨੇ အဲ့ဒီအချိန်ကနေစပြီးတော့သင်ကတာမန်လူမဟုတ်တော့ဘူးသင်ကရင်ချင်းကိုသင်ဟိုဥစားပေါ့ဆဆလို့မတွေ့ရဘူးနော်ယေရှုလဝကတဲ့မှာလှုပ်ဆောင်ပေးခဲ့တာကိုသင်လုံးဝသဘောပေါက်ပြီးတော့ယေရှုကငါရဲ့ကယ်တင်ရှင်အရှင်သခင်ဖြစ်တယ်လို့လူရှိဖျားရှိဝန်ခံတဲ့အချိန်ကနေစပြီးတော့မှသင်လေတို့ပြောင်းသွားပြီ
ရားကတင့်ခရစ်တော်ထဲမှာထည့်ပေးလိုက်ပြီတင်တို့နဲ့ငါတို့ခရစ်တော်၌တင်တို့ဆိုတာဘယ်သူကပြောနေတာတမန်တော်ကြီးကပြောနေတာတင်တို့နဲ့ငါတို့ကိုတဲ့ခရစ်တော်၌တည်စေ၍ဘိတ်သိက်ပေးလိုက်ပြီတဲ့ဘိတ်သိက်ပေးတော့သူကဘုရားသခင်ပေးတယ်ဆိုတော့ဒီနေ့ပြဿနာကဘာသာရေးခရိယန်တွေကြောင့်အစင်မပြေတာဘာသာရေးခရိယန်ကသူ့ကိုယ်သူကယ်တင်ခြင်းရတယ်လို့ဘာလို့နဲ့သူ့ကိုယ်သူထင်နေတဲ့အဖွဲရှိတယ်ဥပမာကွာမီယိုဖလာခရိယန်ဖျားเจ้าပုံမှန်တက်တယ်ငယ်တဲ့ကျမ်းစာတွေလည်းအကုန်ရတယ်ယေရှုခရစ်တော်ရဲ့တတ်တော်စဉ်လဲသူတို့ကပြတ်ဆက်တွေပြတ်ခဲ့ဘူးတယ်ပြီးတော့မှရှင်ပြထမြောက်တော်မူရာနေ့ဆိုရင်အီဆာဆန်နေ့မှာသူတို့ကြက်ဥစားမယ်ပွဲတွေလုပ်မယ်ဆိုတော့သူတို့တော့ငယ်ငယ်တွေကလှုပ်လာတော့ကြောင်းအဲ့ဒီအရာကြီးတင်မလားမထူးဆန်းဘူးသူတို့တော့မထူးဆန်းပြီးတော့မှသူတို့ပို့ဆိုးသွားတာနှစ်ချင်းခံပြီးသွားရင်ကောင်းကင်နိုင်ငံရောက်ပြီလို့သူတို့ထင်သွားတယ်ဟုတ်နော်တချို့ကြတော့ဘာသာထဲဝင်လိုက်တာနဲ့ကယ်တင်ခြင်းရသွားပြီဘယ်ဘာသာမှကယ်တင်ခြင်းမပေးဘူးခရိယန်ဖြစ်လို့12နှစ်ပြည့်လို့နှစ်ချင်းခံလို့ဘယ်ခိုင်းကနာမှကယ်တင်ခြင်းမပေးဘူးဘယ်ဖျားเจ้าမှလည်းကယ်တင်ခြင်းမပေးဘူးဘယ်ဘာသာမှလည်းကယ်တင်ခြင်းမပေးဘူးခရိယန်ဖြစ်လို့လည်းကယ်တင်ခြင်းမရအောင် The light of the gospel ဧဝံဂေလိတရားကိုကောင်းနားလေသဘောပေါက်ပြီးတော့ယေရှုကိုယုံမှသူကထူးခြားလာတာခဏဒါလေးကိုနည်းနည်းကြော်ပြီးတော့ကြည့်အောင်အေဖတ်13ကြည့်တော်ပြဿနာရှိတာပါလဲဆိုအဲ့ဒီကိုခရိယန်ဖြစ်တာနဲ့ကယ်တင်ရှင်ရပြီလို့ထင်ထားပြီးတော့မှကောင်းကင်နိုင်ငံရောက်မယ်လို့ထင်နေတဲ့အဖွဲဒီကြောင့်ပြဿနာရှိသူတို့စံစာကုန်သိတယ်စံစာကုန်သိတယ်ဒါမဲ့တေးချာ deep down in their heart ကဘာဖြစ်နေလဲဆိုတော့သူတို့တကယ်ထာဝရတရပြီလားဆိုတော့မရှင်းတဲ့အဖွဲတွေအများကြီးရှိတယ်တေးရမှာကြောက်တဲ့အဖွဲတွေအများကြီးတေးချင်းတယောက်မရင်ဆိုင်ရတဲ့သူတွေအများကြီးရှိတယ်အများကြီးဘာသာရေးခရိယန်တွေအများကြီးဒီနေ့ရှုပ်ထွေးနေတဲ့အဖွဲ့တွေအားလုံးကလှည့်စားခြင်းခံရတဲ့အဖွဲ့တွေအားလုံးကဘာသာရေးခရိယန်တွေဒါမဲ့ငငယ်တွေကဖခင်ရဲ့နှုတ်ကပတ်တော်တွေကြားလို့ဖခင်เจ้าမှာကြီးပြင်းလာတဲ့အခါမှာသူတို့ကယ်တင်ခြင်းရပြီလို့ထင်နေတာကယ်တင်ခြင်းရတယ်ဆိုတာထင်တာမဟုတ်သိတာကယ်တင်ခြင်းရတယ်ဆိုတာထင်တာမဟုတ်သိတာသိနေတာထင်တာမဟုတ်ဘူးရမှာပါလူမြောက်မှာငါတို့ကဖျားเจ้าပုံမှန်တက်တာပဲဆိုတဲ့ဖွဲ့ရရှိသေးတယ်တချို့ရှိသေးတယ်ဒီဖျားเจ้าမှာမတက်ရင်ကယ်တင်ခြင်းမရတော့မယ့်အကွက်တွေဒီခိုင်းကနာထဲမှာမဝင်ကယ်တင်ခြင်းမရတော့မယ့်အကွက်တွေလုတ်ပြန်အောင်မဟုတ်ဘူးညီကောင်မောင်မတော်မဟုတ်ဘူးအရန်လွဲတယ်ပြီးတော့မှတချို့ဖျားเจ้าတော်များလူကိုဆွဲတာအဲ့ဒီနင်တို့သိရင်ဘယ်သူကအတုပချပေးမှာလဲတေမတော့ချချင်တဲ့ကောင်ချအဲ့ဒီအပုတ်ကောင်ဘယ်သူမှဒီတိုင်းထားမှာမဟုတ်ဘူးကျင်းသေးတယ်ချမှာပဲတရားရွက်ကတော့စီစဉ်သွားမှာပဲနောက်ဆုံးမစီစဉ်အစိုးရစီစဉ်မယ်ဘာလဲဒီအတုပကိစ္စနဲ့ပဲလူဟိုစားပြဿနာရှာနေနင်တို့ပုံမှန်မလာဘူးနော်မန်ပါမွေးဘူးနော်နင်တို့တေဝိုင်းနင်တို့ဆွဲတာနဲ့ပဲသူတို့ကလည်းတေဝိုင်းမယ်အတုပချမဲ့သူမရှိလို့ဖျားချောင်းသွားနေအတိတ်ပဲမှမရှိတာလူမျက်နှာထောက်တော့ဖျားချောင်းသွားနေရတဲ့အဖွဲ့တွေအများကြီးမဟုတ်ဘူးလေဖျားတာဝန်ယူမှာဗောဖျားတာဝန်ယူမှာဗောအဲ့တော့စိတ်မချနိုင်တဲ့အဖွဲကလူမျက်နှာကြည့်တော့ဖျားချောင်းသွားတတ်အဲ့မှာမန်ပါဝင်ပြီးဆိုစေဘရဘွားဆုတ်ပေးခိုင်းမြမီစီဝါရေးတာစီဝါရေးလုံးနာသူ့ဘာသာသူစင်နာနဲ့ပိန်မပိန်နဲ့ပေါ့ဒီစေဘရဘွားကြောင့်တော့တင်ပေးရမှာပေါ့ဘာဖြစ်လို့ဆိုတော့ပိန်ကန်းချင်းကိုနားမလဲရင်လေလူကမကြွယ်ဝလာပြန်ဘူး
ဆိုသင်ပေးရတယ်ပြီးကန်ချင်းနားမလဲတဲ့အခါမှာလဲကစီနဲဝိညာဉ်ကအုံဆိုတော့ဒီကစီနဲတဲ့သူကလည်းမကြွယ်ဝပြန်ဘူးဘာလို့ကစီနဲလဲဆိုတော့ तू က तू မှရှိတဲ့ຢာလေးကုံသွားမှရောက်တာဟုတ်အဲ့ဒါစင်းရသားအတွေးခေါ်လေ तू မှကုံမှကြောက်နေတာလေငါဤဖျားခင်ဒီဘုံအနုပေါ်နဲ့စံပဲတော်မူသောစီစဉ်ရှိတယ်ဒါဆိုတင်ကဖျားရဲ့တာသမီဖြစ်တာမှန်သွားရင်အဲ့ဒီစီစဉ်ကတင်းနဲ့ဆိုင်သွားပြီလေဘုံအနုပေါ်နဲ့စံပဲတော်မူသောစီစဉ်ရှိတဲ့အတွက်ကြောင့်တင်စင်းရစရာဘာအကြောင်းမှမရှိဘူးလေအော်တိတ်မကြလားတိတ်မကြတင်စင်းရစရာဘာအကြောင်းမှမရှိဘူးလေဆရာမတူဆရာဒီလွယ်တဲ့ကိစ္စမို့ဆရာဆွေးနွေးမှာလောလောအပါညာလာသေးတယ်ကိုညံကိုအမိမပြုတ်နဲ့တွားလျက်နဲ့ထွားဖြောက်မျက်မှောက်ပြုဆိုအထိပ္ပယ်ပါလဲဖះမဆမယ်ဆိုတာယုံရင်တင်လုံနိုင်တဲ့လောက်ပဲတင်ရတာမဟုတ်တော့ဘူးတင်ယုံတဲ့လောက်တင်ရတဲ့ခွင့်ဖះခင်ပြင်ဆင်ပေးတယ်အာမင်ဟာလေလုယာဟေးတင်မယုံရင်တင်ရေးချကြည့်2026ထဲဝင်တော့မယ်နော်တင်မယုံရေးချကြည့်ငါရဲ့ဝင်ငွေက2026မှာဒီလောက်ရှိရမယ်လို့တင်ဆူတောင်းမှုတော့မှတင်ရေးချတင်ရေးကြည့်ဒီ2026ပြီးသွားတဲ့ခါမှာတင်အဲ့ဒီစရင်ကိုတင်ဝင်လာတဲ့စရင်နဲ့အကုန်လုံးစရင်လောက်တာတင်ပြတွက်ကြည့်တင်မထင်မှတ်ထားတဲ့အမောင့်အရှိနေရလိမ့်မယ်โอเคတင်ယူပါအောင်တော့ထားရရတယ်ငါရဲ့ဝင်ငွေကတော့တလောက်ငါရေးလေတွက်တဲ့ဖွဲ့ရှိလေတလောက်ငါဆိုပါစို့9000ဝင်တယ်9000ဝင်တယ်ဟုတ်လားငါအနည်းဆုံးတော့9000လောက်ဝင်တယ်မလားဒီနိုင်ငံမှာဟုတ်လား6000 9000လေဟမ်4500နော် okay good အနည်းဆုံး9000ဝင်တာပေါ့4500 okay good4500 okay 4500အိမ်လက်ကတွေပါတယ်ပေးလိုက်ပြီတလောက်4500ဝင်တယ်အိမ်လက်ကဘာညာပေါ့ကွာအိမ်ဝယ်တဲ့သူကလည်းပေးရတာပဲအိမ်ငှားရလူလည်းပေးရတာပဲပြီးတော့ဟိုစားတီစားနဲ့မစားလို့လည်းမရဘူးပြီးတော့ဟိုစားတီစားပဲမပြီးဘူး shopping mall သွားရင်လည်းဟိုဝယ်ဒီဝယ်ရလို့ချင်းပြတို့တွေတော်မိတာဒီ on sale နဲ့သွားမိတာအစတည်းက तू ကအဲ့ဈေးပဲဟိုနည်းလေးတင်လိုက်ပြီးတော့ပြန်ချလိုက်တော့ on sale လုပ်လိုက်တာon sale ဆိုတွေ့ရတယ်တို့ကလည်းဝယ်ချင်းပြီဘာမှမသိဘူးနှခမ်းဒီလဲအိမ်မှာ3000ရှိပြီဒါထပ်ဝယ်သေးတယ်ဆိုပါစို့ဆိုတော့ဟိုဝယ်ဒီဝယ်နဲ့ပေါ့ကွယ်ဝယ်ချင်းတယ်ဟိုဟာလေးတွေ့တော့လဲဝယ်ချင်းတယ်ဒီဟာလေးတွေ့တော့လဲဝယ်ချင်းတယ်ဒီစက်ကလေးကငါနဲ့လိုက်မှာဟိုဘောင်းမီကမစိုးတော့အိမ်မှာလဲထားစံနေရလဲမရှိတော့ဘူးဒါပေမဲ့ဝယ်ချင်းတာပဲဆိုတော့အဖွဲတွေမရှိလားရှိဆိုတော့โอเคတင်9000နဲ့တင်မလောက်နိုင်တော့ချင်းကျင်းသေးသွားပြီโอเคဆိုတော့တင်ပါလုံးမလဲတင်ကငါဒီနောက်နှစ်မှာငါရဲ့ဝင်ငွေကတစ်လကို8000ဖြစ်ရမယ်ရုပ်ကြည့်ရှင်အရန်တိုးစရာမလို3000လောက်ပဲတိုးအရန်များတော့မခံစားနိုင်မှာဆိုလို့โอเคဆိုတော့3000လောက်တိုးလိုက်အဲ့ဝင်ကိုအဲ့လောက်ရှိရမယ်ဒါပေမဲ့တင်စဉ်းစားမယ်ဘယ်လိုရှိနိုင်မှာလဲငါလုံးမငါရမယ်ကိစ္စအဲ့လိုမတွက်ရအောင်တင်ဖျားသခင်တတ်တယ်ဆိုတင်ယုံရင်โอเคတင်ရဲ့ annual income ကိုပဲတင်ယုံကြည်ခြင်းနဲ့တင်ရေးချ annual income ဆိုပါစို့တစ်လောက်တင်က8000ရတယ်ဆိုရင်ဟမ်ဘယ်လောက်လဲဟမ်တသိန်းပြည့်ပြီလားမပြည့်သေးဘူး96,000 annually 96,000 ရ okay တင်ရေးချတနစ်မှာငါရဲ့ဝင်ငွေတသိန်းရှိရမယ် come on တင်ရေးချရမယ်တင်မရေးချမချင်းအဲ့ဒီအမောင်ကတင်အတွက်မဖြစ်လာပြန်ဘူးဘာဖြစ်လို့သိလားတင်မယုံရဲလို့ဒါဆိုတခုပြောမယ်ဆရာဒေးဗစ်လားဟို
တဘာဝမကြောက်လို့ပြောလိုက်မယ်ကိုလှုပ်တော့ပဲကိုရမှာပေါ့မဟုတ်ကြီးကိုမောင်မတော့ enlarge your territory လို့ကျမ်းစာသုံးတယ်အဲ့တော့ study တေချာလုပ်တဲ့အခါမှာတင်လုံနိုင်တဲ့လောက်ပဲတင်ရမယ်လို့တင်မယုံခိုင်းဘူးဖေရတင်လုံနိုင်တဲ့လောက်ပဲတင်ရမှာမဟုတ်ဘူးတင်ယုံနိုင်တဲ့လောက်တင်ရတဲ့အခွင့်ကိုဖခင်ပြင်ဆင်ပေးတယ်အာမင်ဆိုတင်ယုံရရမယ်တင်ယုံရရမယ်ဥပမာကွာ Billy Graham ရဲ့မိခင်ရသူများနဲ့မတူတဲ့ယုံကြည်မှုသူမှရှိတယ်လူတွေကကိုသားသမီးတွေအောင်ဖျားသခင်အသုံးပြုတဲ့အမှုတော်ဆောင်ဖြစ်စေခြင်းနဲ့ဖြစ်စေခြင်းနဲ့ဖြစ်စေခြင်းနဲ့ဒါပေမဲ့ Billy Graham ရဲ့မိခင်ရာ Billy Graham ကိုဝန်ဆောင်တဲ့နေ့မှာစရပြီလို့တည်တဲ့နေ့ရနဲ့စသူဘာပြောလဲဒီကလေးကတကဘာလုံးအတွက်ကောင်းကြီးဖြစ်စေတဲ့ဧဝံဂေလိကိုသယ်ဆောင်တဲ့တကဘာလုံးအတွက်အမှုတော်ဆောင်ကြီးဖြစ်ရဝါဒီရက်ကွက်တရက်ကွက်လုံးမပြောဘူးအတင်းတော်တစ်ခုလုံးမပြောဘဲနဲ့ तू တကဘာလုံးအတွက်ကောင်းကြီးဖြစ်ရအဲ့တော့ तू every day come on say every day မကြမ်းမဆိုလို့ပြန်ပြော every day တရားဖျားနဲ့ပတ်သက်လာရင်နေ့တိုင်းအရေးကြီးတယ်စိတ်ကူးပေါက်တာထမပြောရဘူးနေ့တိုင်းယုံနေဆိုတာကတလတစ်ခါယုံရတာမဟုတ်ဘူးနေ့တိုင်းယုံကြည်မှုတိဆောက်ရတာယုံကြည်မှုတော့မတိဆောက်ဘဲနဲ့ယုံကြည်ခြင်းမရှိတာပဲထိုင်អော်လို့မရဘူးယုံကြည်ခြင်းဆိုတာတိဆောက်ရတယ်အိမ်တစ်လုံးကိုတိဆောက်တယ်လို့ပဲယုံကြည်ခြင်းကိုတိဆောက်ရတယ် Come on တင်ယုံကြည်ခြင်းကအချိန်တစ်ခုရောက်လာရင်အဲ့ဒီယုံကြည်ခြင်းကဖြစ်လာတယ်ဒါမဲ့တင်ပြုစုရတယ်တင်ကအဲ့ဒါကို build up လုပ်ရတယ် step by step သွားရတယ်ယုံကြည်ခြင်းမှာသူ့ရဲ့ step by step ရှိတယ်နေ့ရက်စဉ်တိုင်းမှာဝန်ခံရတယ်ယုံကြည်မှုတိဆောက်တဲ့နေရာမှာနေတိုင်းသူ့ရဲ့အမေကအဲ့ဒီ bike ကိုဝန်ဆိုင်ရပြီဆိုတဲ့နေ့ရနေဆိုင်ပါ bike ပေါ်မှာလက်တင်ပြီးတော့မှဒီကလေးဟာတကယ်ကဘာမှာမြောင်များစွာသောသူတွေကိုကောင်းကြီးဖြစ်စေတဲ့အမှုတော်ဆောင်ဖြစ်ရမယ်နောက်တစ်နေ့ဒီကလေးဟာတကဘာလုံးအတွက်ကြီးမားစွာအသုံးပြုခံရတဲ့အမှုတော်ဆောင်ကြီးဖြစ်ရမယ်ဒီကလေးဟာတကဘာလုံးမှာရှိတဲ့သူတွေကိုဧဝံဂေလိသတင်းစကားသယ်ဆောင်တဲ့သူဖြစ်ရမယ်ဒီကလေးဟာတွားတဲ့နေရာတိုင်းမှာဧဝံဂေလိတရားကြောင့်လူတွေဟာယေရှုကိုယုံကြည်လာမယ်နိုင်ငံတိုင်းလူမျိုးတိုင်းအတွက်ဖြစ်ရမယ်နေ့တိုင်း Bible လက်တင်ပြီးတော့သူဝန်ခံတယ်ကလေးမွေးလာပြီ Billy Graham ဆိုတဲ့နာမည်ပေးလိုက်ပြီ Billy Graham ဆိုတဲ့နာမည်ပေးလိုက်ပြီပေးတဲ့နေ့ကနေစပြီးတော့မှသူ့ရဲ့သားကို तू ကမြင်တိုင်းမှာနေ့တိုင်းမြင်တိုင်းမှာ तू ဘာလုပ်လဲဘုရားသခင်တကဘာလုံးအတွက်အသုံးပြုမဲ့သားဖြစ်လို့ယေရှုတော်ချီးမွမ်းတယ်ရေးလေသူ့ရဲ့ဆွဲလန်းခြင်းကကျွတ်စင်ရေးလေသူ့ရဲ့ဆွဲလန်းခြင်းနေ့တိုင်းသူ့တောက်ကောင်းကြီးပေးတယ်ကောင်းကြီးပေးရင်တဲ့တနေ့မှာသူ့သားကဖခင်ရဲ့နှုတ်ကပတ်တော်ကြားလဲကြောင်းလုံးဝသူ့အတွက်တကိုးဖြစ်တယ်အေးဝလီတရားလေးဒီမှာကြည့်အော်စရာကောင်းတာကသူများလို့နမိတ်လက္ခဏာလည်းမပါဘူး Billy Graham တရားဟောရင်ဘာမှနမိတ်လက္ခဏာလည်းမဟုတ်ဘူးဒါပေမဲ့ तू သွားတဲ့နေရာတိုင်းမှာ upside down အဲ့ဒီမြို့တွေနိုင်ငံတွေကရေးလဲတရားဟောပြီးဆိုလူတွေအကြည့်ကျပြောင်းလဲတယ်အဲ့ဒါက Billy Graham ကြောင့်မဟုတ်ဘူး Billy Graham ကိုစတင်ပရိသတ်တွေတဲကြတဲ့အဲ့ဒီ Bible မှာလက်တင်ပြီးတော့မှကောင်းကြီးပေးထားတဲ့မိခင်ရဲ့ဆူတောင်းခြင်းဟာသူ့ရဲ့တက်တာထဲမှာအပင်ပေါက်ပြီးတော့အသေးသေးလာတာဖြစ်တင်းဒီကြီးသောအမှုတစ်ခုပြုဖို့ရန်အတွက်တင်ဘလောက်ထိဆွဲလမ်းပြီးတော့နေ့တိုင်းမှာတင်ဘယ်အရာဝန်ခံနေလဲလို့အစကူပေါမှာထထဝန်ခံလို့မရဘူးပြီးတော့မှတတိဝင်လာမှတလားတစ်ခေါက်လုံးဒီဘလို့ရမှာလဲအဲ့ဒါအော်ငါသားငါကောင်းကြီးပေးဖို့ဘောလုံးပွဲနဲ့လွတ်သွားလို့မရဘူး
ဘောလုံးဝဲရှိန်လွတ်သွားတော့သားသမီးတော်မှဆူတောင်းမမေ့သွားအဲ့လိုလုံးလို့မရအောင်တင်ဟာကြီးမားသောအမှုတစ်ခုအတွက်တင်တကယ်မျှော်လင့်ထားပြီဆိုရင်နေတိုင်းပြောရအောင်နေတိုင်းတင်ဝန်ခါတာနေတိုင်းဘယ်ထိဝန်ခါတာလဲမြင်ရတဲ့ထိဒါပေမဲ့ဝန်ခံတာကိုတစ္ဆာရှိနဲ့ဝန်ခံတတ်လာရင်သူတော်မဖြစ်သေးဘူးကိုကအထဲမှာသိနေပြီသူ့သားတရားစာဟောလဲဟောလူတွေကခွန်အားရလိုက်တာရတာပြောလို့ပြောသူ့အမေကဘာပြောလဲငါသိပြီသားဖြစ်လာမယ်ဆိုတာသိပြီသားရှာကြီးယုံကြည်ချူပမာလို့ဆိုတော့ယုံကြည်ချူဒေးဗစ်ယုံကြည်ချူသူတို့တကယ်ဟိုစားဆိုချိုယုံကြည်လို့ခေါ်တယ်ချိုယုံကြည်သူကလုံးဝဖះမှာမဖြစ်နိုင်တဲ့အရာဘာမှမရှိဘူးပြောရအောင်မဖြစ်နိုင်တဲ့အရာဘာမှမရှိဘူးမာကုခန်းကြီးကိုအကိုငယ်အငယ်23ဖះပဲလေတင်းယုံကြည်နိုင်တယ်လို့ယုံကြည်တော့သူဖြစ်လေခတ်သိမ်းသောမှုတော်ကိုတတ်နိုင်တယ်ယုံကြည်ခြင်းကိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆရာယုံကြည်တယ်ဆိုတာဘာလဲဆရာယုံကြည်တဲ့အရာကိုဆွဲလန်းတဲ့အရာကိုနေ့တိုင်းဝန်ခံနေတာယုံကြည်တယ်ပြောပြီးမဆွဲလန်းရင်အဲ့ဒါယုံကြည်တာမဟုတ်ဘူးမကြမှာဆိုလို့ပြန်ပြောမယ်ယုံကြည်ပြီးဆိုရင် तू အဲ့ဒီအရာကိုဆွဲလန်းတယ်အဲ့ဒီဆွဲလန်းတဲ့အရာဖြစ်လာမယ်လို့ तू အမြဲတမ်းပြောနေတယ်အဲ့ဒါဆိုမကြခင်ဖြစ်တော့မယ်โอเคရလားဆိုတော့အာဗြဟံကသူ့ရဲ့သားလေးကိုမမြင်ရမချင်း तू ဘာလုပ်နေလဲလိုက်ဆိုရအောင်ဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေအာမင်ဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုဘာဖြစ်လဲဒါပေမဲ့အရေးကြီးတာတင်ဘာသာရေးခရိယန်ဖြစ်လို့အဲ့ဒီဟာကအကျိုးမရှိဘူးအရင်ဆုံးတင်သဘောပေါက်မှာအဖတ်173တင်တို့သည်ကဲတင်တော်မူခြင်းအကြောင်းနှင့်ရှင်သောဧဝံဂေလိတရားတည်းဟုသောတမန်တရားကိုအရင်ကြားမယ်ဘာကိုကြားမှာလဲဘာတည်းဟုသောလဲတရားတည်းဟုသောဘာလဲကြားပြီးတော့မှဘသူ့ကိုယုံကြည်တာလဲအာတင်ဟာခရိယန်ဖြစ်လို့ခရစ်တော်ယုံတာမဖြစ်စေနဲ့တမန်တရားကိုကြားပြီးမှခရစ်တော်ယုံမှအမှန်အဲ့ဒီခါကျတော့မှတင်ဟာဂတိတော်နဲ့ရှင်တော်တန်ရှင်တော်ဝိညာဉ်တော်တစိခတ်ခြင်းခါရတယ် come on ဆိုခရိယန်ဖြစ်လို့တင်ခရစ်တော်ယုံတာတင်ရှော့ရှိတယ် kids ကလည်းပြောရှော့ရှိတယ်ဟုတ်တယ်လို့နဲ့ तू ကဟိုလိုဒီလိုနဲ့ဟုတ်တယ်လားဆိုလဲဟုတ်တယ်လို့ပဲအဲ့ဒါစီမပါတဲ့မိကွက်ပဲအဲ့ဒါစီမပါတဲ့မိကွက်ကြောက်စရာကောင်းတယ်အပြင်ဘာဟုတ်နေတာအတွင်းမှာစီမရှိဘူးအဲ့ဒါပြဿနာတက်မှာကြာရင်တကယ်အချိန်မှာနောက်ဆုံးအချိန်မှာ तू ပြဿနာတက်ပြီမကြည့်မိကွက်ကင်ထားတယ်ကွယ်အားလုံးအပြင်ပန်းကြည့်လိုက်ရင်မိကွက်ကင်ထားတော့ကြောင့်အားလုံးအတူတူပဲမဟုတ်လားဟုတ်လားအကုန်တူတူပဲမိကွက်ကအကုန်တူတူပဲမိစားလည်းတူတူပဲမိကွက်လည်းတူတူပဲဒါပေမဲ့အထဲမှာဘယ်သူမှမမြင်ဘူးအထဲမှာစီမရှိဆိုတာစီရှိတယ်မရှိဘူးဆိုတာမိထိုးမှသိမှာဘယ်အချိန်မှာပြဿနာလာပြီလဲအမောင်ရောက်လာရင်ခက်ခဲတဲ့ကာလရောက်လာရင်မိထိုးလိုက်ခါမှာစီမရှိတဲ့ကောင်ဒုက္ခရောက်ပြီတဲ့ဘာလင်းမှမလင်းနိုင်တော့အမှ तू အမောင်ရဲ့ဝမ်းမြူရှင်းခံလိုက်ရတယ် तू ဆုံးရှုံးသွားတယ်စိတ်လက်ကြတယ်စိတ်ပြတ်တယ်ဝမ်းနေတယ်နောက်ဆုံးပါပြီလေ depression နဲ့ဝင်တယ်ဘာမှမလုပ်နိုင်တော့အဲ့ဒီပြဿနာပါစီမရှိတဲ့ပြဿနာအပေါ်ယံကြောင့်မကြည့်နဲ့ငါတကယ်ဖရားရဲ့စီရပြီလားငါတကယ်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အတ္တတာဖြစ်ပြီလားငါတကယ်စိတ်ချတဲ့သူဖြစ်ပြီလားမိမိကိုမိမိစမ်းစစ်အပေါ်ယံကြောင့်ကြည့်ပြီးတော့မှဟုတ်လာပြီလို့မထင်နဲ့စီမပါတဲ့မိကွက်တွေဖျားကြောင်းထဲမှာအများကြီးပဲအပေါ်ယံကြည့်လိုက်အကုန်လုံးခရိယန်ကြီးပဲ
ဒါပေမဲ့စီပါတာနဲ့မပါတာဘယ်မှာကွာသွားမလဲဆိုတော့ get in time of trouble ခက်ခဲဆုံးအချိန်ကာလမှာကွာတယ်စီရှိတဲ့ကောင်ငြိမ့်နေတာခက်ခဲတဲ့မှာငြိမ့်နေတာဆရာအမှတကယ်တည်သွားကျေးဇူးတော်ဆရာဖန်းခါတဲ့အချိန်မှာလေဆရာဖန်းတဲ့ပုံစံတကယ်ဘိန်းဘရင်ဖန်းတယ်လို့ပလိုက်လာဖန်းဘိန်းဘရင်ဖန်းတဲ့ပုံစံအောက်လိုက်ကြီးတယ်ဟာဘာဖန်းလိုက်တိတ်မကြောက်တခါတဲ့အချုပ်လေးပါလေးခဏထားပါလားလို့တခါတဲ့အင်းစေထောင်နဲ့ထည့်လိုက်ဟာဒုက္ခပဲဒုံးဆိုထောင်ထဲရောက်သွားပြီဖမ်းတယ်စီမံချက်တွေဘာစီမံကိန်းမော်ပါလဲတရားဘာလဲချတာမှတ်တယ်ဘာလဲအမိတ်ဘာမရှိဘူးတိုးလိုက်ဟာအခုပဲဖမ်းတယ်နောက်ခဏကြာတော့ထောင်ထဲရောက်သွားပြီမိုက်တယ်နော်မြန်မာပြည်မိုက်တယ်နော်ဦးတွေပါအကုန်တို့သူလှုပ်ချင်တာအကုန်လှုပ်သွားတာလှုပ်ချင်ပါဦးတွေမှမရှိတော့မလှုပ်ချင်တော့ဥပဒေတွေအများကြီးပဲအောင်ဆရာကြီးဒါဗမာပြည်တစ်ခုပဲရှိတယ်အဲ့နိုင်ငံမှာမွေးလာတဲ့အတွက်ကြောင့်ဟာလေလုယာထောင်ထဲရောက်သွားပြီဟာဆက်ဆံတဲ့ပုံကရေးလေချမ်းတာဒုံရှာပါမအိုးဆရာရောင်းကောင်းတာငိမ့်တာကွာသူလှုပ်ချင်တာလို့ကွာငိမ့်နေတာကျင်းတယ်ဖယားရဲ့လက်တော်ရှေးမတညီကောင်မောင်မလို့စီရှိပါတင်းဘုသူမထိလို့မရဘူးဟိုကောင်လှုပ်ချင်တဲ့ကောင်တွေအများကြီးမဖယားလှုပ်ကုန်ပေးလက်တော်ကြီးနဲ့ကွယ်ထားတော့ပို့သွားတာဒါမဲ့ကွာနည်းနည်းပါးတော့ထောင်ဆိုစိုးရင်ရမှာပေါ့ပေါက်ရတယ်ရွယ်လေကုန်တော့အိုးဆွဲဘာညာတကယ်ငရေအိုးငရေမရောက်သေးဘူးအဲ့ဒါငရေအိုးဆွဲရိုက်ပို့ဟာရှုပ်ရှောက်ခတ်နာဘာလဲအတန်နေမျိုးစုံကိုလည်းနေချဘူးလေထောင်ထဲဝင်ဘာညာမဆတယ်ဘာလဲဟိုစားကျွေးတယ်လေပေါင်းတိုင်းကျွေးမယ်ဆိုစောင်းနေဘယ်တော့လာမလဲလို့ဘာလဲမလာဘူးအဲ့နဲ့ဒီလိုမျိုးတန်းစီရတဲ့အဖွဲ့ရှိတယ်အဲ့မှာတန်းစီရောကိုကလည်းတန်းစီဖို့ထိုင်တော့လာပြီအော်ဒီခင်ဗျမပေါခင်ဗျဒီမှာလာငါဘာထူးချနေလဲမသိပါဘူးဒီမှာဒီလိုဝင်လာပြီဆိုအစ်စ်တွေဝင်လာရင်ဒုတ်တစ်ချောင်းနဲ့ဟိုတန်းစီတယောက်ရှိတယ်သူပြောက်ရေးလဲပေးနေဒါပေမဲ့ကျွန်တော်ကြတော့မဟုတ်တော့ပြန်ဘူး तू ကအရှင်ပြေလားခင်ဗျာဘာညာနဲ့ तू နဲ့အမျိုးတော်တာလည်းမဟုတ်နဖျားလုံးနော်ဖျားလုံးဒါပေမဲ့ငိမ့်တာသလားငိမ့်တာနောက်ခဏနေတရင်ကြပြန်ပြီတရင်ကြတော့ကိုလည်းဘယ်လိုတရင်ကြီးနေလဲတော့မသိပါဘူးဟိုကလာခေါ်လိုက်ဒီကလာခေါ်လိုက်ကိုလည်းဟိုနေရာရောက်လိုက်ဒီနေရာရောက်လိုက်နေရာမှန်ကိုမရောက်နိုင်တာဘာလို့သူတို့လည်းဗမာထားမှမသိတော့လားကျေးဇူးတော်ကကိုကနာမည်ကြီးနေတာဟိုလူလိုဒီလူလိုနဲ့ပေါ့ဟိုလူနဲ့ပိုင်တယ်လို့ဒီလူနဲ့ပိုင်တယ်လို့ပဲနာမည်တွေကဆွတ်ဆက်ကြီးအောင်ဖခင်လည်းလှုပ်ထားတာဟိုလူကလည်းမထိရဒီလူကလည်းမထိရအဲ့လိုတွေဖြစ်နေတာသိမလားဘယ်ရောက်လာတဲ့လူလဲပေါ့ဘာညာနဲ့ကြည်နေတာမျိုးစုံမဲ့နောက်ဆုံးတော့ဒါဆရာရဲ့နေရာပါဘယ်ထောင်သားမှဆရာလို့မခေါ်အခေါ်ခါတာဒါဆရာရဲ့နေရာပါထောင်ထဲမှာတော့ဒါ VIP ပါပဲခမရထောင် VIP တော့မှတည်တော့မယ်တခြားဟာဆိုရင်ဘယ်လိုလုပ်မလဲ I don't know ဒါမဲ့ကြည့်ဖခင်ရဲ့ကျေးဇူးတော်ငြိမ်နေတာကွာလုံးဝငြိမ်တာတခုပဲမခံစားနိုင်တာပူတာအဲ့ကြောင့်ခရိယန်တွေတရေကြောက်တန်သွားပြီထောင်ထဲမှာတယောက်တည်းတခါနဲ့ထားတာမထားဘူးသူမှကိုယ့်ကိုတတ်တည်တာလေ
ပြောလိုက်တာဒါမဲ့ဘယ်လိုငြိမ်မှမသိတာအဲ့ဒါမင်္ဂလာကြီးဖះဘာပြလဲကြိုက်တာလို့ငါသားမင်းနဲ့ငါရှိတယ်မင်းလူကကြိုက်တယ်လို့မင်းနဲ့ငါရှိတယ်ကွာဘေးရောက်တဲ့ကာလအထူးသဖြင့်ကူမတော်မကြောင်ဘေးရောက်တဲ့ကာလမှာအထူးလာမှာဟိုတော့မထူးသေးဘူးဘေးရောက်တဲ့ကာအထူးလက်တော်ကြီးကလာတော့ကျွေးသွားတာအဲ့မှာဘာနားလဲသွားလဲဖះသားသမီးတွေကသူများထက်ထူးကိုထူးတယ်ကွာထူးတယ်နော်ဒီနေ့ပဲရောက်တယ်နော်နောက်နေ့မှာဝိညာဉ်တစ်လုံးရပြီနော်ကိုကလည်းအမှကိုဟိုစားသူများတော့မသိဘူးလေကျွန်တော်ကိုလိုက်ပြီးတော့မှကူပေးရတဲ့တပ်သားတယောက်ရှိတယ်ထောင်ထဲကအဝန်နာကရင်လေးတဲ့ကရင်ဗုဒ္ဓဘာသာကရင်ဘာညာပေါ့နော်သူလည်းဘာလည်းမသိပါဘူးလိုက်နေထောင်ထဲရောက်သွားတော့ထောင်ထဲမှာကိုယ့်ရဲ့တယောက်တည်းနေတဲ့အခန်းထဲမှာသူကဂျင်းဆိုပိတ်လိုက်ပြီပိတ်ပြီးတော့သူကဆရာဘလို့ဖြစ်တာလဲဘောညာနဲ့အော်ဒီလိုပါပဲဘာညာပေါ့ဘာညာပြောရင်းနဲ့ကိုကမှပြောစရာစကားဘာမှမရှိဘူးယေရှုကြောင့်ပဲပြောတော့တာယေရှုကိုသိလားအကြောက်ပါတယ်မဟုတ်ဘူးနော်ကြားဖို့နေမရဘူးနော်ခရစ်တော်ကြောင့်ကျွေးပြရမှာတို့ရဲ့ထွက်ပေါက်ရလဲခရစ်တော်ကြောင့်ပဲလုံးဝစိတ်ညစ်နေဘာမှမလုပ်နဲ့အိမ်ဝင်လေးပဲကျွေးတော့ဆိုကွန်မနီရှင်တဲ့နေရာကြီးရောက်လာပြီလေအဲ့မှာထွက်ပေါက်တစ်ခုပဲရှိတယ်ခရစ်တော်ကြောင့်ပြောရေးလဲပြောရလေအဲ့မှာအေးလဲချတာသူကလည်းနားထောင်နေကြော်ရုပ်ရှင်နေဗျာတဲ့တကားပိတ်တာလည်းသူပဲတော့ခတ်တာလည်းသူပဲယုံရှင်တာလည်းသူပဲဒါပေမဲ့ကျွန်တော်တို့ဥပဒေအရအကြောင်းဖွင့်ပြလို့မရတော့ရတယ်ပြည့်နေမလားတန်တိုင်ထဲနဲ့လိုက်ဆိုအဲ့လေဝိညာဉ်တစ်လုံးရသွားပြီဝိညာဉ်တစ်လုံးဟာနောက်နေ့နဲ့ဆောက်တော့ကိုက तू ကကိုယ့်ရဲ့ escort ပြန်ဖြစ်သွားပြီဖះလို့နော်မှတ်တာဖះသားသမီးဘယ်တော့မှတခုတော့လို့တယ်စီမပါတဲ့မိခွက်တော့မဖြစ်စင်နဲ့ကြည့်လိုက်တော့ခရစ်ယာန်ပဲဒါပေမဲ့ပြဿနာတက်ရင်ကိုတတ်သိချင်တဲ့ဖွဲ့တွေအများကြီးစိတ်တက်ကြတဲ့ဖွဲ့တွေအများကြီးစိတ်ပြတ်တဲ့ဖွဲ့တွေအများကြီးပဲအနာဂတ်ပျောက်သွားတဲ့ကဲ့သို့ဖြစ်တဲ့ဖွဲ့တွေအများကြီးပဲကိုနီကိုဟာနဲ့ဖြည့်ရှင်းပြီးတော့မှနောက်ဆုံးဟလာဖះဟုတ်တော့မှတန်တရားဝင်သွားတဲ့ဖွဲ့တွေအများကြီးရှိတယ် no ဒီဖះဟုတ်မှတန်တရားဝင်တင်ပွားသွားပြီအမှန်ကန်ကြီးတွေဖះကြီးအမှန်ကန်ကြီးဆိုဘယ်မှာမှသိတာလဲလုံးဝအခက်ခဲဆုံးအချိန်နဲ့ရောက်သွားမှသိတာဆရာဒေးဗစ်လောက်လှုပ်ကြံတဲ့သူရှိတယ်အများကြီးညီကောင်မောင်တို့အများကြီးထောင်ထဲမှာမဟုတ်ဘူးထောင်ထဲမဝင်ခင်မှာလှုပ်ကြံတဲ့သူရှိတယ်အများကြီးလှုပ်သွားတာတွေအများကြီးရှိတယ်ဒါပေမဲ့ဖခင်ရဲ့လက်တော်ရှေးကွယ်ကာထားတာအဲ့မှာနားလေသွားတာဖခင်သားသမီးဖြစ်ရတဲ့အခါမှာဖခင်ခွင့်မပေးဘူးသူ့ရဲ့လက်တော်အရလှတယ်ကွယ်ကာထားတာတောင်ညီကိုမောင်တို့ဒီဖယားကြီးကအမှန်ကန်ကြီးရှေးကြီးဒါပေမဲ့အဲ့ဒီဖယားကိုရထားရဲ့နဲ့မှာရထားဆိုတာဒီဖယားကိုကိုယ်ကွယ်ခွင့်ရှိတာတော့မှ seriously မကိုယ်ကွယ်ပဲနဲ့ဘာသာထဲမှာကျင့်တဲ့နယ်ဖွဲ့တွေရှိတယ်ဘာသာဆိုတာအခွင့်ကြီးဗျဘာသာဆိုတာအခွင့်ကြီးဗျဒီရေဘူးကရေတာမရှိတော့ဘူးဆိုရင်ဒီအခွင့်ကြီးကအမိုက်ပုံထဲရောက်မှာခရစ်တော်သာမရှိဘူးဆိုရင်ဘာသာရေးရအခွင့်ကြီးဗျဘာမှအဓိပ္ပာယ်မရှိဘူးဒါကြောင့်ကျွန်တော်အရင်ဆိုရင်ခရစ်ယာန်ဖြစ်ပြီးတော့မှခရစ်တော်ကိုဒီရေကိုတောက်တော့ငါပေးသောရေသည်ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလို့ငါထွက်တော်ဆိုင်ရဖြစ်လိမ့်မယ်ငါပေးတဲ့ရေဆိုတာခရစ်ယာန်ဘာသာမဟုတ်ဘူးငါပေးတဲ့ရေဆိုတာကထာဝရအသက်အာမင်ခရစ်ယာန်ဆိုတာဘာသာတရားပဲဒါပေမဲ့ဖခင်ကဒီဘူးခွန်ပေးရှင်တာမဟုတ်ဘူးဒီဘူးအခွန်ထဲကရေကိုတင်းကိုတောက်စေချင်တာခရစ်ယာန်ကိုရစေချင်တာမဟုတ်ခရစ်ယာန်ဒီပြောနေခရစ်တော်ကိုတင်ရသွားဖို့အရေးကြီးနေတာအာမင်အဲ့ဒီခရစ်တော်ရသွားရင်တင်စီရတဲ့အသက်တာဖြစ်သွားပြီအဲ့ဒီခရစ်တော်ရသွားရင်အဲ့ဒီခရစ်တော်ကိုရတဲ့လူရဲ့အသက်တာဘာထူးခြားလဲနေ့ရက်စဉ်တိုင်းမှာပြုပြင်နေတဲ့ဖခင်ရှိတယ်
နေ့ရက်စဉ်မှာသင်အထဲမှာပြုတ်ပြင်ပေးနေ come on နေ့ရက်စဉ်တိုင်းမှာပြုတ်ပြင်ပေးနေတယ်သင်ရလဲနေ့တိုင်းမှာပြုတ်ပြင်ခံနေတဲ့အတ္တတာဖြစ်ရမယ်ပြုတ်ပြင်ခြင်းအတ္တတာရရှင်ဘာလို့ ရလဲချီးမွမ်းရတယ်ဖခင်ကတင့်အထဲမှာအလုတ်လုတ်စေခြင်းတင်နေတိုင်းလောက်ရတဲ့အရာတစ်ခုပဲရှိတယ်ညီးတွားမဲ့အစားစိတ်တုံမဲ့အစား complaint တက်နေမဲ့အစားချီးမွမ်းရင်ဖခင်အထဲမှာအရာအလုတ်လုတ်လို့ရတယ် hallelujah ဖခင်သခင်ကအလုတ်လုတ်စေခြင်းတင်ဘဝအထဲမှာတင်မိသားစုမှာတင်အိမ်တော်ထဲမှာအလုတ်လုတ်စေခြင်းတင်ဘာမလုပ်နဲ့ချီးမွမ်းတော့ချီးမွမ်းမိဆိုတဲ့ဖခင်ရဲ့လက်တော်ကြီးရှေ့ချီးမွမ်းမိဆိုတဲ့ဖခင်ရဲ့လက်တော်ကြီးရှေ့စလှုပ်ရှားပဲချီးမွမ်းတဲ့အခါတိုင်းမှာဘာဖြစ်လဲသိလားတကိုးဖြစ်တယ်ဖခင်ရဲ့တကိုးကအရာအလုတ်လုတ်ခြင်းတယ်ဒါပေမဲ့သင်ချီးမွမ်းရလားချီးမွမ်းတယ်ဆိုတာကတုံတုံမချီးမွမ်းနိုင်ဘူးယုံကြည်တဲ့လူပဲချီးမွမ်းနေတာ come on ယုံကြည်တဲ့လူကဘာကိုချီးမွမ်းတာလဲမကြည့်စရာနားလည်ရှင်းပြသင်ရဲ့လက်ရှိအခြေအနေကဘာမှချီးမွမ်းစရာအကြောင်းမရှိဘူးအဲ့ဒီမှာချီးမွမ်းပြရတာမကြည့်ဖခင်ချီးမွမ်းတတ်ရှင်ကိုဘယ်လိုသင်ပေးလဲကဘာဦးတုံးကဖန်ဆင်းရကာလတုံးကအစာဦး၌ဖခင်ကြီးကောင်းငင်နဲ့မြေကြီးကိုဖန်ဆင်းတယ်မြေကြီးလွတ်လပ်လာဖြစ်တယ်နှစ်နေ့အရက်ကိုမှောင်မိုက်ကဖုံးလွှမ်းတယ်ဝိညာဉ်တော်ဒီရေမျက်နှာမြေပြင်းပေါ်မှာလှုပ်ရှားတယ်ဆိုကြည့်အောင်နှစ်နေ့အရက်ကိုမှောင်မိုက်ဆိုတော့အစာဦးနဲ့ဖခင်ကြီးကောင်းငင်နဲ့မြေကြီးကိုဖန်ဆင်းတယ်မြေကြီးကလွတ်လပ်လာဖြစ်တယ်နှစ်နေ့အရက်ကိုမှောင်မိုက်ဖုံးလွှမ်းတယ်ဆိုဘာကြီးပဲရှိလေအမောင်တို့ကြီးဟုတ်လားဖခင်ကအဲ့ဒီအမောင်တို့ကြည့်တော့ဘာလုပ်လဲအလင်းဖြစ်စေအလင်းโอเคလူကိုဖခင်ကသူ့ရဲ့တဏ္ဍာနဲ့ညီဖန်ဆင်းတော့ကြောင့်သင်မှာအမောင်ကိုမြင်ရင်အလင်းဖြစ်စေလို့ပြောပိုင်ခွင့်သင်မှာရှိတယ်သူ့ရဲ့တဏ္ဍာနဲ့ညီသင်ကိုဖန်ဆင်းတော့ကြောင့်သူလှုပ်တယ်လို့သင်လှုပ်ပိုင်ခွင့်ဖျားပေးတယ်ဟယ်လိုဘယ်လိုလူလဲတဲ့ဖျားကိုယုံတဲ့သူကသူပြောတဲ့အတိုင်းဖြစ်ရတဲ့အခွင့်ကိုဖျားပြင်ဆင်ထားတယ်အဲ့ဒါယုံကြည်သူရဲ့ကောင်းကြီးရွှေငွေတွေကကောင်းကြီးမဟုတ်ဘူးယုံကြည်ခြင်းနဲ့ပြောတဲ့စကားတိုင်းဖြစ်လာရတာကောင်းကြီးရတာအာမင်ဟာလေလုယာမရညီကိုမောင်မတော်ဖျားသခင်ကတင့်ကိုကောင်းကြီးပေးထားပြီးသားကောင်းကြီးမတောင်းနဲ့ please ဒီနေ့ဆောက်တော့ကောင်းကြီးမတောင်းနဲ့ကောင်းကြီးတောင်းနေသေးရင်တင်ရပိုင်ခွင့်တွေကိုတင်မသိသေးလို့တောင်းနေတာပဲဖြစ်လိမ့်မယ် stop ဒီနေ့ဆောက်တော့ကောင်းကြီးမတောင်းတော့နဲ့ please တင်တကယ်ပဲထူးခြားခြင်းကောင်းကြီးမတောင်းတော့နဲ့နေ့ရက်စဉ်ထဲမှာယေရှုအဖေငါဒီကောင်းကြီးဖြစ်တော်သူဖြစ်တယ်လို့သင်ဝန်ခံတတ်လာရင်ဟာလေလုယာပြောကြည့်ယေရှုအဖေငါဒီအထူးကောင်းကြီးခံတော်သူဖြစ်တယ်ပြန်ပြောမယ်ယေရှုခရစ်တော်အပြင်ငါဒီအထူးကောင်းကြီးခံရတော်သူဖြစ်သည်ပြန်ပြောနောက်ဆုံးတစ်ခေါက်ယေရှုခရစ်တော်အပြင်ငါဒီအထူးကောင်းကြီးခံရတော်သူဖြစ်သည်ဆိုသင်ဝန်ခံရင်အဲ့ဒါတရက်တည်းဝန်ခံပြီးတော့မှဒီနေ့သင်ဆရာနဲ့တွေ့တော့ဝန်ခံလိုက်တယ်နောက်နေ့ကျတော့ဝန်ခံအောင်အဲ့လိုမလုပ်ရဘူးတရက်တတာထူးခြားခြင်းရင်နေ့တိုင်းမှာသင်ကယေရှုအပြင်ငါဒီအထူးကောင်းကြီးခံတော်သူဖြစ်တယ်မနထနဲ့အဲ့တော့သင်တရက်မပြတ်သင်ဝန်ခံလိုက်ရင်သင်ထူးခြားမှုရှိမယ်ဆိုတာကိုအမခံရဲပါတယ်မရှာပြောတာပဲရှာရမရတာတင်ကအဲ့ဒါကိုဘယ်လောက်ထိတင်ဝန်ခံလဲလို့နေ့တိုင်းတင်ဝန်ခံဖို့အရေးကြီးတယ်လေနေ့တိုင်းတင်ကြွေးကြော်ဖို့အရေးကြီးတယ်လေနေ့တိုင်းအရေးကြီးတယ်အဲ့လိုမျိုးဝန်ခံနေတဲ့တင်သိရမယ်ဖခင်ကတို့ကောင်းကြီးပေးထားပြီးသားအဲ့ဒီကောင်းကြီးကိုတင်နှုတ်ကနေပြန်ဖွင့်ပြောရတာပေးထားပြီးသားအရာငါအတွက်ဖြစ်တယ်လို့တင်ဝန်ခံခြင်းရပဲအဲ့ဒီအရာတွေအလုံးသင်ထဲပြန်ရောက်လာတာတင်းကိုဖျားပေးထားတဲ့အရာကိုတင်က
renounce မလုပ်ဘူး declare မလုပ်ဘူး decree မလုပ်ဘူးဆိုရင်တင်းစီမလာဘူးပဲတင်းကိုရပိုင်ခွင့်ဖျားပေးထားပြီးသားရပိုင်ခွင့်ပေးထားတဲ့အရာကိုရယူရမှာတင်းရဲ့ကိစ္စ come on ပြန်ပြောမယ်ရပိုင်ခွင့်ရှိပေမဲ့ရယူရမှာတင်းကိစ္စရပိုင်ခွင့်ရှိရတဲ့နဲ့တင်းမယူရင်တင်းမရဘူးအာမင်ဟာလေလုယာရပိုင်ခွင့်ရှိဖို့တင်းကြိုးစားလို့မရဘူးယုံကြည်ခြင်းနဲ့ပဲရယူလို့ရတဲ့ရှားနောက်ကနေလိုက်ဆိုပေးပါယုံကြည်ခြင်းမရှိရင်ဖျားခင်ဤစိတ်တော်နဲ့မတွေ့နိုင်ဆိုဖျားကတင်းကိုတင်းလို့အတ္တမြအရာအလုံးကိုအကုန်ပြင်ဆင်ထားပြီးသားမချားမှဆိုလို့ပြန်ပြောမယ်တင်းလို့အတ္တမြအရာအလုံးဖျားအကုန်ပြင်ဆင်ထားပြီးသားပြန်ပြောမယ်တင်းလို့အတ္တမြအရာကိုဖျားအကုန်ပြင်ဆင်ထားပြီးသားโอเคအဲ့လိုအတ္တမြအရာကိုတင်ကရရှိဖို့ရန်အတွက်ရယူဖို့ရန်အတွက်တင်လောက်ရမယ့်အရာရှိတယ်နံပါတ်1တင်သိရမယ့်အရာကတင်ရဲ့တင်အတွက်ဖျားပြင်ဆင်ထားတဲ့အရာကိုတင်ရယူဖို့ရန်အတွက်နံပါတ်1ယေရှုခရစ်တော်နဲ့တင်တော်ဆက်ကြောင်းတင်သဘောပေါက်အောင်အာမင်ဖျားပြင်ဆင်ထားတဲ့မင်္ဂလာအလုံးဘသူအားဖြင့်တင်ရယူခွင့်ရှိလဲလိုက်ဆိုရအောင်ငါဤဖျားခင်သည်ဘုံအနုဘော၌စံပေတော်မူသောစီးစိမ်ရှိသည့်တိုင်တင်တို့အလိုရှိသမျှကိုမကြားမှာဆိုလို့ပြန်မယ်တင်တို့အလိုရှိသမျှမကြားမှာဆိုလို့ပြန်ပြောမယ်တင်တို့အလိုရှိသမျှယေရှုခရစ်အားဖြင့်ဘသူအားဖြင့်လဲဘသူအားဖြင့်လဲပြည့်စုံစေတော်မူလိမ့်မည်ယေရှုအပြင်ပြည့်စုံစေမှာဖြစ်တဲ့အတွက်ကြောင့်သင်ယေရှုကိုရတဲ့နေ့ရက်နဲ့စပြီးတော့သင်ဟာယေရှုအပြင်ရပိုင်ခွင့်ကိုသင်ဟာတောင်းဆိုပိုင်ခွင့်ဖျားပေးလိုက်ပြီဟာလေလုယာယေရှုအပြင်သင်ရပိုင်ခွင့်ဖျားပေးလိုက်ပြီမရမှာဆိုလို့ပြန်ပြောမယ်ယေရှုအပြင်သင်ရယူပိုင်ခွင့်ဖျားပေးလိုက်ပြီယေရှုအပြင်ရယူပိုင်ခွင့်ဖျားပေးလိုက်ပြီဆိုနေ့ရက်စနေမှာအဲ့ဒီယေရှုအပြင်ရပိုင်ခွင့်ကိုသင်ဘာလုပ်ရလဲနှုတ်ကနေဝန်ခံပြောဆိုရတယ်မကြည့်ယေရှုအဲ့ဒီမြို့လာတယ်အဲ့ဒီမြို့မှာသွေးသွန်တာဆွဲတဲ့မိန်းမတွေအများကြီးရှိတယ်โอเคဆိုတော့သွေးသွန်တာဆွဲတဲ့မိန်းမတွေအများကြီးရှိမယ်အဲ့ဒီ12နှစ်ပတ်လုံးသွေးသွန်တာဆွဲတဲ့မိန်းမဒါငါ့အတွက်လာတာတဲ့ယေရှုဒီမြို့ငါ့အတွက်လာတာငါသူ့ရဲ့ဘဘွားကိုတို့တာနဲ့ငါပျောက်မယ်တဲ့ तू ဘာလို့ပြောရတာလဲဆရာကြီးဆရာဝင်လက်လျှော့လိုက်ပြီဆရာဝင်လက်လျှော့လိုက်ပြီ तू မှဘာမှမျောလင့်စရာမရှိတော့ဘူးဒါပေမဲ့ तू ဘာပြောနေလဲဆရာအဲ့ဒီယုံကြည်ခြင်းတင်းတို့သိရစေရှင်တယ်ပညာတရားအရာကြည့်မယ်ဆို तू ယေရှုတော့တို့ပိုက်ခွင့်ရှိလားဒါဆို तू မှဘာမရှိတော့ဘူးလေဟမ် तू မှပညာတရားရဲ့ mindset မရှိတော့ဘူးတင်းဒီဖျားနဲ့ပတ်သက်လာရင်ဖျားခင်စီကနေထူးခြားတဲ့မင်္ဂလာတွေရယူခြင်းငါမထိုက်တန်ဘူးငါမကောင်းဘူးငါရပါမလားဆိုတဲ့အတွေးခေါ်လုံးဝမရှိရဘူးဟာလေလုယာဟုတ်တယ်တင်မကောင်းဘူးဆိုတာမှန်တယ်ဒါပေမဲ့ယေရှုအဖြစ်ပြောယေရှုအဖြစ်မကြားမှာဆိုလို့ပြန်ပြောဘသူအဖြစ်တင်ဒီထိုက်တန်တယ်ဟာလေလုယာယေရှုအဖြစ်တင်ကထိုက်တန်တယ်ယေရှုအဖြစ်ဖခင်ရဲ့မင်္ဂလာတွေတရားရဂိုင်းနှုံးရယူပိုင်ခွင့်ရှိတော်သူတင်ဖြစ်တယ်ဘသူအဖြစ်လဲဒါကြောင့်ယေရှုတော်မချီးမွမ်းမဲနေလို့မရဘူးဘသူအဖြစ်လဲယေရှုအဖြစ်တင်ကရယူပိုင်ခွင့်ဖခင်ပေးလိုက်ပြီဟာလေလုယာကျမ်းမာခြင်းကိုယေရှုအဖြစ်ရယူမယ်အောင်မြင်ခြင်းကိုယေရှုအဖြစ်ရယူမယ်မင်္ဂလာတွေအလုံးယေရှုအဖြစ်ရယူမယ်အာမင်ဒါမဲ့တင်မရခင်မှာတင်ဝန်ခံရရတယ်come on တိတ်မချလိုက်မရခင်မှာမမြင်ခင်မှာမဖြစ်လာခင်မှာတင်ဝန်ခံရရမယ်ယုံနေပြောပြီးယုံနေလို့ပြောပြီးတော့မှတင်ယုံတဲ့အရာကိုမပြောရဲဘူးဆိုရင်တင်တတ်လုံးမရဘူးမချမ်းမဆိုလို့ပြန်ပြောမယ်ယုံနေပြောပြီးယုံတဲ့အရာကိုမပြောရဲရင်တင်မရဘူးဒါပေမဲ့သင်ပြောတဲ့အရာကလက်ရှိအခြေအနေနဲ့ဆန့်ကျင်ဘက်ဖြစ်နေနိုင်တယ်သ
တင်ပြောတဲ့အရာကလက်ရှိအခြေအနေနဲ့ဆန့်ကျင်ဘက်ဖြစ်နေနိုင်တယ်ဆရာဒေးဗစ်လာအဲ့ဒါကိုနားလည်လာတဲ့နေ့ရက်နဲ့စတော့ငါကဘာပတ်မယ်လို့ပြောတဲ့အချိန်မှာရန်ကုန်ကိုမင်္ဂလာတော်ကနေရန်ကုန်သွားစီရဘတ်စကားကမရှိဘူးဘတ်စကားကမရှိတဲ့လူတယောက်ကမင်္ဂလာတော်ကနေရန်ကုန်ပြန်ဖို့ဘတ်စကားကတော့မရှိတဲ့လူတယောက်ကကဘာပတ်မယ်လို့ပြောတဲ့ခါမှာသူများအတွက်ဟာတာကြီး Come on သူများအတွက်ဟာတာကြီးဒါပေမဲ့ဒီယုံနေဆိုတာကလေတရတဲ့ယုံလို့မရအောင်မြင်ရမယ်ဆိုတဲ့စိတ်ဆွဲလာပြီးတော့နေတိုင်းဝန်ခံရတာနေတိုင်းကြွေးကြော်ရတာသူများပြောတဲ့အယူပဲကြိုက်တဲ့လူပြောစေအယူမင်းတို့တနေ့မြင်ရမယ်မင်းတို့တနေ့မြင်ရမယ်ငါဖះတက်နေတာငါပဲသိတယ်ဟာလေလုယာငါဖះလုံနေတာငါပဲသိတယ်မင်းတို့ပြောပါစေဟုတ်တယ်ငါအချိန်နေကြည့်လိုက်တော့ငါမထိုက်တန်ပါဘူးဒါပေမဲ့ငါ့ကိုထိုက်တန်စေပြီလေယေရှုဟာလေလုယာသင်ကိုဖះထိုက်တန်စေပြီယေရှုအပြင်သင်ကိုထိုက်တန်စေပြီဟာလေလုယာသင်ဘာသာဘွားဆုပ်ပြတ်တပ်ပြီးတော့သင်အတိတ်ကဘလောက်ပဲဆုပ်ပြတ်တတ်နေပါစေကွာယေရှုအပြင် come on ပြောရအောင်ယေရှုအပြင်သင်ဒီထိုက်တန်တော်သူဖြစ်တယ်ဟာလေလုယာဆရာတော်လည်းလိုက်ဆိုကြရအောင်ယောမခန်းကြီး၄အငယ်9ယောမခန်းကြီး၄အငယ်9ဟုတ်ပြီအကျင့်မရှိသောသူမည်ဒီကမတရားသောသူ၏အပြစ်ကိုဖြေပေးသောသူကိုယုံကြည်လင်သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်ရရှိcome onအကျင့်မရှိသောသူဆိုတာပါလဲဟမ်နည်းနည်းစဉ်းစားအကျင့်မရှိသောပါလဲအကျင့်တစ်စက်မှမကောင်းတဲ့လူကိုရှော့ရှော့မတွက်နဲ့အကျင့်မရှိတဲ့သူဆိုအောင်ဘာအကျင့်မရှိတော့ရှော့မစင်းတာနဲ့အကျင့်တစ်စက်မှမကောင်းတဲ့ကောင်အဲ့ဒါကိုပြောလိုက်တာကျမ်းစာโอเคအကျင့်လုံးဝမကောင်းတဲ့ဖွဲ့တယ်အကျင့်မရှိတော့သူမိတကမတရားသောသူရဲ့အဖြစ်ကိုမတရားသူကဘာတူလဲတို့အရင်ရှောင်းမရှာတော့ဟိုကောင်လားဒီကောင်လားမတရားတဲ့သူရဲ့အဖြစ်ကိုဖြေပေးသောယေရှုငါအဖြစ်ကျွေးအားလုံးဆက်ပေးခဲ့တဲ့ယေရှု thank you Jesus ယုံကြည်လိုက်ရင်ဝါသူ့ရဲ့ယုံကြည်ခြင်းကိုလေဖြောင့်မတ်ခြင်းကဲ့သို့ဖခင်မှတ်ပလိုက်တာလေဟာလေလုယာဖခင်ကတတ်မှတ်ပလိုက်တာငါတတ်မှတ်ရင်ဘယ်သူကလာပြီးတော့မညင်းရမှာအာမင်တားတော်အပြင်လွတ်ပြီလို့ပြောရင်လွတ်ပြီပဲတဲ့ဘယ်သူမှလာတော့အပြစ်တာတင်ခွင်းမရှိတော့ဘူးတဲ့ငါလွတ်ပြီဆိုရင်လွတ်ပြီဒါပဲအာမင်ဆိုတော့အကျင့်မရှိသောသူမျိုးတွေကမတရားသောသူရဲ့အပြစ်ကိုဖြေသောသူဆိုတာဘာလို့လဲယေရှုကိုယုံကြည်လေသူရဲ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့ဖခင်ကသတ်မှတ်လိုက်ပြီဒါဆိုရင်သင်ယေရှုကငါရဲ့အပြစ်ကြွေးအလုံးစပ်ပြီးလို့လုံးဝယုံကြည်ပြီး thank you lord လို့ပြောလိုက်တယ်ဘာဖြစ်ပြီလဲဝါသင်ဘာဖြစ်သွားပြီလဲသိမကြားလိုက်လို့သင်ဘာဖြစ်သွားပြီလဲဘယ်သူသတ်မှတ်လိုက်တာလဲလူမသတ်မှတ်ဖခင်သတ်မှတ်တာလူမသတ်မှတ်ဘယ်သူသတ်မှတ်တာလဲဖခင်တတ်မှတ်လိုက်ဖြစ်တဲ့ကြောင့်သင်ကဘာတူလဲပြောသင်ကဘာတူလဲဒါဆိုရင်ဖြောင်းမတော်သူကဖြောင်းမတော်သူလို့တွေးတော့အပြစ်သားလို့မတွေးတော့နဲ့အဓိကပြဿနာခရစ်ယာန်တွေဆူတောင်းအဖြေမရတာဘာကြောင့်တလဲအပြစ်သားလို့ဆူတောင်းလို့အဖြေမရတာပြောတော့ယေရှုကိုယုံတယ်ယေရှုယုံဖြောင်းမတော်သူဖြစ်သွားပြီဖြောင်းမတော်သူဆူတောင်းဘုရားခင်နားညောင်းမယ်အဆူမတောင်းခင်တည်းကသင်ဆူတောင်းရင်ရတော့မယ်ဆိုတဲ့စိတ်နဲ့ဆူတောင်းရတာလေခမောင်သိမရလိုက်ဘူးမာကုခန်းကြီး7အငယ်24နည်းနည်းကြမ်းပိုက်တွေများတော့ခွင့်လို့ပါဒီဖွဲ့တွေကဒါအလို့ရထားပြီးသားဖွဲ့တွေအလုံးဝပြတ်တာမရှိအာမင်ဟာလေလုယာပတ်တာဖွဲ့တွေကိုဆရာလုံးဝထင်ကြည့်တယ်လုံးဝထင်ကြည့်โอเคဒီမှာဒါထို့ကြောင့်ငါဆိုသင်တို့ဒီဆုကျေးဇူးရမည်ဟုဆုကြံခဲ့တယ်မြန်မာကြတော့ဆုကျေးဇူးရမည်ယုံကြည်သောစိတ်နဲ့ဆုတောင်းများလို့ရကြလိမ့်မယ်အင်္ဂလိပ်လိုသွားကြည့်မကြည့်ဖယားသားသမီးမှန်ရင်ဒီလိုဆုတောင်းရတယ်ဆုတောင်းဒီလိုစိတ်နဲ့တောင်းရတယ် therefore I tell you ဘယ်သူပြောနေတာဒီစကားယေရှုကိုယ်တိုင်ပြောတဲ့စကား I tell you whatever come on whatever you ask whatever you ask for in prayer
believe that you have received it and it will be yours. Okay. And a bar version le, Tamile. NIV. Can you go to NKJV? Thank you, thank you, thank you. Therefore, I say to you, whatever things you ask, whatever things you ask. Okay. နားလည်အောင်နည်းနည်းပြောပြမယ်နော်ဒါဩစတြေးလျအဖွဲ့တွေဆိုအကုန်အင်္ဂလိပ်လိုနားလည် believe that you receive them come on believe that you receive them ဘာလဲတင်ဆူတောင်းတဲ့အရာကိုရမယ်လို့ယုံလိုက်တော့အဲ့လိုယုံပြီးတော့မှတောင်းရင် you will have them ရကိုရတယ်တဲ့ okay ဒီမှာကြည့်အမှလာပြီဆရာကြော်ပြီးတော့ဖတ်သွားတယ်ခုန when you pray ဆိုတာတွေ့လား okay believe that you receive them when you pray ညီလား believe that you receive them when you pray သင်ဆူတောင်းပြီးတော့မှအဲ့ဒီအရာကြီးဖြစ်လာမှာသင်ယုံရတာမဟုတ်ဆူတောင်းတဲ့အချိန်မှာပင်လျင်ရပြီလို့သင်ယုံရင်ရကိုရတယ်တဲ့ hallelujah သင်ဆူတောင်းပြီးတော့မှအဲ့ဒီအဖြေကြီးကိုရလာမှာသင်ရတာမဟုတ်ဘူးသင်တို့ဆူတောင်းတာမှားနေတယ်သင်တို့ဆူတောင်းတဲ့အခါမှာဆူတောင်းကလေးကသင်ဆူတောင်းတဲ့အရာကိုရမယ်လို့လုံးဝယုံကြည်ရင်ရကိုရတယ်တဲ့သင်တို့ဆူတောင်းတဲ့အခါမှာယုံကြည်ခြင်းမပိုင်ဘုရားခင်စိတ်တော်နဲ့မတွေ့နိုင်တော့ကြောင့်သင်ဆူတောင်းရင်ရရှင်ရမှာပေါ့မရတော့လေအလိုတော်ပေါ့ဆိုရင်အဲ့ဒါနဲ့လွဲသွားပြီ when you pray believe that you receive them and you will have them you will definitely you will have them but you have to believe you have to believe that you receive them when you pray not when you receive when you pray not when you receive when you pray believe that you receive them and you will have them ငါဆူတောင်းတဲ့ရတော့မှာ hallelujah hallelujah ကျေးဇူးချီးမွမ်း hallelujah ဒီမှာဆူတောင်းမှာလည်းအရင်ဆုံးမှတ်ထားဒီနေ့ထိဆရာဘယ်အရာလောကအရာဝတ္ထုပတ်ဆိုင်ရာတခုမှဆရာမတောင်းဆူတောင်းတဲ့ခါသင်ပေးလိုက်မယ်ဘယ်သောခါမှလောကဥစ္စာတွေတော့မတောင်းနဲ့သင်လိုတာကိုဒီလောကဥစ္စာမှန်တယ်များအားလုံးလိုတာအဖသိတယ်ဘယ်တော့မှမတောင်းနဲ့ဆရာတခါလေးသင်ပေးလိုက်တော့မှာကွာလိုဝမတောင်းနဲ့အိမ်တောင်မှလိုအပ်တဲ့ကိစ္စတွေသင်ရဲ့အဝတ်ဘာလဲအစားအသောက်အနေအထားငွေရေးချေးရေးဘာညာတခုမှမတောင်းနဲ့တို့ဖေသစ္စာရှိတယ်သင်လိုအပ်တာအကုန်လုံးသိတယ်ဖေသင်မလိုခင်ကလေးကမဆာဖို့ပြင်ဆင်ထားတယ်ဖေသင်တောင်းရမှာကဒီရုပ်လောကအတွက်တောင်းတာမဟုတ်သင်ဝိညာဉ်လောကထဲကအရာကိုသင်တောင်းတရတာဖခင်တိတ်ကြိုက်တာဝိညာဉ်ရေးရနဲ့ဆိုင်တဲ့အရာတွေကိုတောင်းရင်ဖခင်အရင်ကြိုက်တာတောင်းတာဝိညာဉ်ရေးရပေးတာကဝိညာဉ်ရေးရပဲပေးတာမဟုတ်ဘူးဝိညာဉ်ရေးရပဲတောင်းတတ်တဲ့ဝိညာဉ်ရေးစာငတ်တဲ့သူဖခင်ရုပ်လောကမှာလိုအပ်တဲ့ဟာပါအကုန်ပေးတယ်ဖခင်လိုဝဲချက်တခါလေးပြောလိုက်ပြီဆရာ hallelujah hallelujah ကြည့်ဆရာပြမယ်ရုပ်လောကရွှေတွေငွေတွေဘာမှတောင်းဘူးရှောလမွန် wisdom ကိုတောင်းတယ်အဲ့ဒီ wisdom ဆိုတာကဝိညာဉ်ရေးရဗျဘာ wisdom လဲဖယားသခင်အတန်တော်ကြားတတ်ခြင်းဖယားအလေးလောင်နားလဲခြင်းဖယားဖွင့်ပြခြင်းတွေကိုသိခြင်း wisdom ဖယားခင်ကိုရောဖော်ပြတဲ့အရာတွေကိုတားမြင်ခြင်းနဲ့တမီးမြင်ခြင်းနဲ့အဲ့ဒါဖယားရမ်းကြိုက်တယ်
လိုက်ဆိုရအောင်ဖြောင့်မတ်ခြင်းပါရမီကိုစာငတ်ခင်မွတ်တော်သူတို့သည်မင်္ဂလာရှိကြ၏ထိုသူတို့သည်ဝပြောခြင်းတို့ရောက်ရကြလက်တတ်ဝေါဖြောင့်မတ်ခြင်းပါရမီကိုစာငတ်ခင်မွတ်တယ်ဆိုတာဘာပြောနာလဲဝိညာဉ်ရေးရနဲ့ပတ်သက်တဲ့အရာတွေကိုလုံးဝစာငတ်ရင်လုံးဝမပူနဲ့ညီကိုမောင်မတော်ငွေရေးချင်းနဲ့ဆိုင်တဲ့မင်္ဂလာအနောက်ကနေရှယ်လိုက်တာနေ့တိုင်းမှာတင်ရစုကျေးဇူးတွေကိုတင်ဆာငတ်တတ်ဖို့အင်မတန်အရေးကြီးတယ်ပရောဖက်ညာနဲ့ပြည့်စုံခြင်းတယ်ခြားသောဘာသာစကားပြောခြင်းတယ်ဘုရားခင်သူများမမြင်နိုင်တဲ့အရာမြင်တတ်တဲ့မင်္ဂလာတွေလူမျက်စိနဲ့မမြင်နားဖြင့်မကြားစိတ်လုံးဖြင့်မကြံစရသေးတဲ့အရာတွေအဲ့တော့တားမြင်ခြင်းတယ်သမီးမြင်ခြင်းတယ်ဒါအဲ့ဒီအရာတွေအားလုံးကိုမြင်နိုင်မှမိကြောင်းသမီးမြင်နိုင်မှမိကြောင်းဝိညာဉ်မျက်စိကိုဖွင့်ပေးပါဝိညာဉ်ရေးရနဲ့ပတ်သက်တဲ့အရာတွေဆာငတ်ဘုရားရေးလဲကြွေတာခေတ်စကားနဲ့ပြောမယ်ရေးလဲကြွေတယ်ဘုရားဘုရားစိတ်ဆင်းရဲတာရှိတယ်ဒီသူသားသမီးတွေကိုဖျက်ခင်ပင်40 60မြေခွက်လေအဲ့ချိန်မှာဘုရားပြောတယ်လားသာသနာပလူတွေတောင်းတယ်တော့မင်းတို့မတောင်းနဲ့ကွာတဲ့မင်းတို့အလိုရှိသမျှကိုမင်းတို့အဖကမင်းတို့မတောင်းမိတယ်သိပြီလားဟာလေလုယာ40 60ရှောက်မတောင်းနဲ့ငါ40 60တောင်းခဲ့တာမို့ငါမင်းကိုမင်းနင်းတဲ့မြေကိုငါကောင်းချီးပေးရှင်တယ်ဖေ။ဟာလေလုယာမင်းတခြားနိုင်ငံသွားအဲ့နိုင်ငံမှာငါကောင်းချီးပေးမယ်တခြားနိုင်ငံသွားနိုင်ငံတိုင်းမင်းနင်းတဲ့မြေကိုငါကောင်းချီးပေးနိုင်တယ်ဖေ။အရေးကြီးတာကဒီရုပ်လောကမှာရှိတဲ့အရာတွေမင်းတောင်းစရာဘာအကြောင်းမှမရှိအဲ့ဒါသာသနာ့ဘလူတွေတောင်းတယ်လောကသားတွေတောင်းတယ်မင်းတောင်းရမှာငါနဲ့ပတ်သက်တဲ့အရာတွေငါဖွင့်ပြတဲ့အရာကိုမြင်ခြင်းနဲ့စိတ်ငါပြောတဲ့အတန်ကိုကြားတတ်တဲ့စိတ်ငါဖွင့်ပြတဲ့အရာတွေကိုမြင်နိုင်တဲ့ revelation အဲ့ဒါကိုမင်းဘာလို့မဆာငတ်တာလဲဖြောင်းမချင်းပါရမီကိုဆာငတ်ခင်မတော်သူတို့ဒီမင်္ဂလာရှိတယ်ဒီနေ့ကနေစပြီးတော့မှဒီလောကနဲ့ပတ်သက်ဒီရုပ်လောကနဲ့ပတ်သက်တာတခုမှမတောင်းနဲ့ဒီရုပ်လောကကိုကင်တွယ်ထားတဲ့ဝိညာဉ်လောကထဲမှာရှိတဲ့အရာတွေကိုသင်မြင်တတ်ဖို့သင်တောင်းတော့ဟာလေလုယာဟာလေလုယာဟာလေလုယာအဲ့ဒီအရာတွေမြင်တတ်သွားလို့သင်ဟာလေလုယာသင်ကထူးခြားသောသူဖြစ်လာတယ်သူများအတွက်ကောင်းချီးဖြစ်စေတဲ့သူဖြစ်လာမယ်ခဏလေးကြောင်ကြည့်အောင်ခဏလေးကြောင်ကြည့်အောင်ဟိုရာမစီတီယာခါဘာခဏနေစရက်တော့မယ်โอเคပြန်တာမရှိဘူးเนาะဘိုက်စားပြီလားမသိဘူးကျွန်တော်ညနေစာမစားဘူးဆိုအစ်စေပဲဓမ္မရာဆိုရင်စတုထဆောင်အခန်းကြီး6ခိုင်းချောင်းအငယ်ရှိလောက်ကနေစတော့ကြည့်အောင်တပန်ရှုရိရှင်ဘင်သည်ဣသလပြည်ကိုစစ်တိုက်၍ဤမည်သောအရက်၌ငါတို့သည်တက်ချကြကုန်အံ့ဟုကျွန်တို့နှင့်တိုင်ပင်သောအခါ Come onရှုရိရှင်ဘင်သည်ဘယ်ကိုလာတိုက်ဖို့လုပ်တာလဲဣသလမကြည့်ရရှုရိဘယင်ကဣသလတိုင်းပြည်လာတိုက်ဖို့ချပြီဒါပေမဲ့ဖြစ်ချင်တော့ဣသလတိုင်းပြည်မှာမြင်တတ်တဲ့သူရှိတယ် Come on အသင်းတော်တိုင်းမှာမြင်တတ်တဲ့သူတွေရှိပါစေဤအရက်၌ဤမီသောအရက်မှာဤမီသောအရက်၌ငါတို့သည်တက်ချကြကုန်အောင်ဟုကျွန်တော်နဲ့တိုင်ပင်သောအခါဘုရားခင်ဤလူသည်ဘာတူလဲဘုရားခင်ဤလူသည်ဣသလရှင်ဘုရင်ထံသို့လူကိုစစ်လို့၍ဤမီသောအရက်ကိုတတိပြုပါဤအရက်တို့ရှုရိလူတို့သည်လာကြပြီဟုတတိပေးသောအရက်ကိုဣသလရှင်ဘုရင်သည်လူကိုစစ်လွတ်တယ်တစ်ကြိမ်နှစ်ကြိမ်မကရန်သူတို့ဘာလို့လဲရှောင်းတယ်ဆိုတော့ဟိုကတကယ် ambush တကယ်ခြုံခိုပြီးတိုက်တော့မယ့်အချိန်မှာကြိုတင်လိုက်ဣသလဘုရင်ကိုတော့ပြောတယ်အဲ့မှာမသွားနိုင်တယ်ခွာလိုက်တော့တယ်
ရန်သူတွေအဲ့မှာလာမှာတဲ့အဲ့မှာလာမှာတဲ့အဲ့မှာတစ်ခါနှစ်ခါသုံးခါဆိုရှုရိရှင်ဘုရားငါတို့ထဲမှာဘသူတရှိုရှိတယ်ငါလုပ်တဲ့အရာတွေအားလုံးကိုကြိုတင်ပြီးတော့တိတိပြီးတော့မှဣတလဘုရင်ကိုတော်ပြောနေတယောက်ရှိတယ်ကွာငါထဲမှာဘသူရှိလဲလိုက်ရှာအငယ်7ထိုအကြောင်းကြောင့်ရှုရိရှင်ဘုရင်သည်စိတ်ပူပန်၍ကျွန်တို့ကိုခေါ်ပြီးလင်ငါတို့ရဲ့ဘယ်သူသည်ဣသလရှင်ဘုရင်ဘက်၌နေသည်ကိုငါအားမပြပဲနေကြသနည်းဟုမေးတယ်တရှိုးငါတို့ထဲမှာတရှိုးရှိနေပြီချင်းတည်တယ်ငါ plan ဆွဲတယ်အဲ့ plan တွေပြတ်သွားတယ်ရှိနေပြီငါထဲမှာတရှိုးစနစ်ကျွန်တယောက်ကထိုးတော့မဟုတ်ပါရှင်မင်းကြီး come on ဆက်ပြောမယ်တေးချာနားထောင်အရင်ကြီးကြည့်တာပြောမယ်ကိုရောဆက်တော်မူခန်းထဲ၌မိန်တော်မူသောစကားကိုပင်ဣသလပြည်၌ရှိသောပရောဖက်အေလိရှဲသည်ဣသလရှင်ဘုရင်အားပြန်ပြောတတ်ပါသည်လျှောက်တယ်ဟေးညီကိုမောင်မတော်ဆက်ပြောမနော်သင်အေလိရှဲကြီးပဲလုံနိုင်တယ်မထင်နဲ့နော်ဟိုးတော့ကဝိညာဉ်တော်ဆိုတာလေဖျားတတ်မှတ်ထားတဲ့သူပေါ်မှာပဲတက်ရောက်တာဒါပေမဲ့ဂျေဇုတော်ကာလမှာကြတော့တတ်မှတ်ထားတဲ့လူပဲတက်ရောက်တာမဟုတ်တော့ယေရှုကိုယုံကြည်တဲ့သူတိုင်းအပေါ်မှာတက်ရောက်ရတဲ့အခွင့်ကိုဖခင်ကပြင်ဆင်ပေးလိုက်ဟာလေလုယာဟာလေလုယာအဲ့ဒီမင်္ဂလာအေလိရှဲပဲရတာမဟုတ်ဒီနေ့တို့အားလုံးပေးထားတယ်ဒါမဲ့တို့ကဝိညာဉ်ရေးရမှာအဲ့ဒီစုဂျေဇုစာငတ်ခြင်းမရှိဘူးဝိညာဉ်ရေးရမှာသင်ပေးတိုင်းရတာမဟုတ်စာငတ်တဲ့သူပဲရတာဝိညာဉ်ကောင်းကြီးအရင်လာပြီးမှဝိညာဉ်ကောင်းကြီးရှိတဲ့သူရဲ့အနောက်ကိုလောကကောင်းကြီးကလိုက်လာတာကြောက်စရာအမြဲတမ်းပြောတယ်ဝိညာဉ်ကောင်းကြီးရှိတယ်ပြောပြီးရုပ်လောကဘာကောင်းကြီးမှမလာဘူးဆိုတော့သင် something wrong နေပြီဝိညာဉ်ရမှာမဟုတ်ဘူးအဲ့ဒါဝိညာဉ်ကောင်းကြီးရှိတဲ့သူကအနောက်ကနေကောင်းကြီးလိုက်ကိုလိုက်တယ်ဘာလို့လဲရှင်းရှင်းလေးပဲနိုင်ငံတော်ရဲ့ဖြောက်မှတ်ခြင်းကိုမရှာရင်အဲ့ဒါဝိညာဉ်ကောင်းကြီးနောက်မှထိုးရထိုက်ရပေးမယ်နဲတော့ပေးတာမဟုတ်ထိုက်ရပေးဦးမှာအာမင်တို့ဖယားတိတ်ကျေးဇူးပြုတယ်ဖယားကျေးဇူးပြုတော်မှာဒီလိုတဒန်းနဲ့ပြုတာမဟုတ်ထဆင်ကျေးဇူးတော်လုံလောက်ယုံကိုပိုရှန်လို့နေမခံနိုင်ပါကျေးဇူးတော်ကပေးမြဲပေးစေပေးနေတယ်ဟာဆရာအမှတရုတ်ဆောင်ပလိုက်တယ်ဆရာပေးမြဲပေးစေလဲဒါကြောညာဝင်တာရှောက်ပြောတာဒါရေးမကြည့်ကိုရောဆက်တော်မူခန်းထဲမှာအဲ့ဒါကိုစာငတ်တတ်ဖို့လိုတယ်ဖျားစကားပြောတဲ့ဖျားကြီးတခါမကြားဘူးဆိုခရစ်တော်ကြွလာတော့မယ်မဟုတ်တော့လောကမှာတို့အရင်ဆုံးရှုံးနေပြီတော်ပြီ enough is enough man စာငတ်ကြရောပြောဘေးနာရှိပြီစာငတ်မယ်ကွာ hallelujah ဟေး2026မှာ full gospelပါလဲ worship center ကဖွဲ့ပြီး level တစ်ဆင့်တက်မယ် hallelujah ရွှေတွေငွေတွေအိမ်တွေကားတွေအရေးမရှိဘူးဖခင်ရဲ့အတန်တော်ကြားတတ်သွားပြီဆိုရင်ဖခင်ဖွင့်ပြတဲ့ရောက်မြင်တတ်ပြီဆိုရင် hallelujah သင်ပြောတဲ့အတိုင်းဖြစ်ရတဲ့ခွင့်ဖခင်ခင်ပြင်ဆင်ပေးပြီထိုမင်္ဂလာသင်တို့မှာတက်ရောက်ပါစေ Say I receive it in Jesus name hallelujah shakaraba sitiyakaba prophet Elisha ဒီဣသလရှင်ဘုရားပြပြောတတ်ပါတယ်ရှင်ဘုရင်ရဲ့အိတ်တဲ့အခန်းထဲမှာပြောတဲ့အတန်တော်မှာသူကြားတတ်တယ်ဟုတ်လားအဲ့ဆိုတော့ဖန်ဆန်းกว่าတယ်တော့ဖန်ဆန်းกว่าတယ်
ရှင်ဘုရင်ကလည်းသူဒီအဘေရနိုင်ရှိသူကိုတွားကြည့်တွား၍ချောင်းကြည့်လို့သူ့ကိုဖမ်းဆီးခြင်းကငါစေလွတ်မည်ကိုမိန်တော်မူမှာဒေါသန်မြို့၌ရှိပါသည်ဟုရှောက်လေတယ်ဘယ်မှာရှိလဲဒေါသန်မြို့မှာရှိတယ်ထိုမြို့တို့အမေဖျားလူတယောက်တွားဖမ်းတော့ကြည့်မြင်းစီသူရဲ့ယထာစီသူရဲ့ဘိုးချေမြသူကြောက်တယ်ဒီရှုတွေငါအခန်းထဲအတန်တော်ကြားတယ်ဆိုတော့တောင်းလူမဟုတ်ဟုတ်နော်တက်စုတစုလောက်တွားခိုင်းတာမြင်းစီသူရဲ့ယထာစီသူရဲ့ဘိုးချေများကိုစေလွတ်တဲ့ဖြင့်ညအခါရောက်၍မြို့ကိုဝိုင်းနိုင်တဲ့အင်အားကြီးနဲလား Come on မတာကြားတတ်တဲ့သူကမြင်ဦးမြင်တတ်တယ်မြင်တတ်တဲ့သူကကြားကိုကြားတယ်အမြဲတမ်းဆက်နေတယ်မြင်တဲ့လူကကြားတယ်ကြားတဲ့သူကမြင်တယ်ငယ်စငါနနတ်စောစောဖျားသခင်လူဤကျွန်းသည်ထ၍ပြင်သို့ထွက်သောအခါမြင်းစီသူရဲ့ယထာစီသူရဲ့ဘိုးချေတို့သည်မြို့ကိုဝိုင်းလျက်ရှိကြသည်ဖြစ်၍အိုးသခင်အဘယ်သို့ပြုရပါမည်နည်းမှတ်ထားကြီးကိုဘလောက်ဝမ်းနေစရာကောင်းလဲတို့တယ်ဟမ်ဒီမျက်လုံးနဲ့ကြည့်ရင်ပတ်လည်းမပြဿနာကြီးပဲဒီမျက်လုံးကတင့်ကိုဒုက္ခအပေးဆုံးကြောက်တင့်ကိုကြောက်ချင်းဝင်လာအောင်လှုပ်တာဒီမျက်လုံးစိုးရင်အောင်လှုပ်တာဒီမျက်လုံးဝမ်းနဲ့အောင်လှုပ်တာဒီမျက်လုံးဒီအမြင်နဲ့ပဲတို့ကဆုံးဖြတ်ပြီးတော့မှပူတယ်စိုးရင်တယ်ကြောက်ရွံ့တယ်အမျိုးစုံဖြစ်နေတာဒီမျက်လုံးဒီမျက်လုံးတောင်ရှင်ပေါလုကအေဖတ်မြို့မှာရှိတဲ့သူတို့ဆုတောင်းတာဝိညာဉ်မျက်စိလင်းစေဖို့ဆုတောင်းပါတယ်ဉာဏ်မျက်စိလင်းစေဖို့ဆုတောင်းတယ်ဒီ2025ကုံတော့မယ်2026မဝင်ခင်မှာဒီမှာရောက်လာတော့မှာဆရာဆုတောင်းပေးမယ့်အရာတစ်ခုကတော့2026အတွက်ဒီအသင်းတော်ကောင်းကြီးဖြစ်ဖို့ဝိညာဉ်မျက်စိ come on ဝိညာဉ်မျက်စိ come on hallelujah စံငတ်ရအောင်ပါလဲဝိညာဉ်မျက်စိ come on ဝိညာဉ်မျက်စိတင်ရှိလိုက်တင်းရဲ့သားသမီးဘယ်သွားလဲတင်သိစရာမလိုလိုက်ကြည့်စရာမလို you know it ငါသားကလမ်းမနေပြီချက်ချင်းသိတယ်ငါသမီးလမ်းမနေပြီချက်ချင်းသိတယ်တင်းဘာလို့ရှာမလို့တင်းဆူတောင်းတာနဲ့အဲ့ဒီအပြစ်ပြုတ်မဲ့သူကပြန်လှဲ့ကိုလှဲ့ရတယ်ကောင်းကင်တမန်ကဖခင်ရဲ့ကောင်းကင်တမန်တင်းဆူတောင်းတဲ့အခါမှာခမောင်ဖခင်သခင်ရဲ့ကောင်းကင်တမန်အလုတ်ကိုလုပ်ရတယ်အချင်းနေအားလုံးပြည့်စည်သွားတယ်စာရရဲ့ဖြတ်စည်းမဲ့လက်ကိုပြန်လို့ရုပ်သိမ်းပလိုက်ရတယ်စာရအကျက်စီတွေအားလုံးပြည့်စည်သွားတယ်ဘာလို့တင်းရဲ့ဆူတောင်းချက်ဖြောင့်မတော်သူရဲ့ဆူတောင်းခြင်းကဖြောင့်မတ်တော်ခမောင်ဖြောင့်မတ်တော်သူရဲ့ဆူတောင်းခြင်းကမောင်ပြောရပါလဲဖြောင့်မတ်တော်သူရဲ့ဆူတောင်းခြင်းက3နှစ်ခွဲလို့မိုးမရွာဘူးဆူတောင်းတဲ့ကမှာမိုးပြန်ရွာတယ်ဆူတောင်းတဲ့ကမှာမိုးမရွာဘူးမိုးတက်အောင်လဲလုံနိုင်တာသူပဲမိုးမရွာအောင်လုံနိုင်တယ်လဲသူပဲမိုးပြန်ရွာအောင်လုံနိုင်တယ်လဲသူပဲဒါဆိုအေလိယဆိုတဲ့လူဟာတို့လိုလောကရန်တရားမှာကျင့်လေတဲ့သူပါပဲတဲ့ဒါပေမဲ့တဲ့သူဆူတောင်းတဲ့အခါမှာမိုးမရွာဘူးတဲ့သူပြန်ဆူတောင်းတဲ့ခါမှာမိုးပြန်ရွာတယ်တဲ့ဒါဆိုရင်တို့ကအတူတူပဲလေအေလိယလိုလဲတို့အခွင့်အရေးရထားတာပဲဒါပေမဲ့ပြဿနာကအေလိယသူဘယ်သူလဲဆိုတော့ तू သိတယ်တို့ကမသိတာအေလိယသူ့ကို तू ဖြောက်မတော်သူလို့သိတယ်တင်ရောသိပြီလားတင်ရဖြောက်မသူ come on မကြားမှာဆိုလို့ပြန်ပြောမယ်တင်ဒီဖြောက်မတော်သူ hallelujah hallelujah တင်ဒီဖြောက်မတော်သူဖြစ်တယ်ဆရာပြောပြမယ်ခရိယန်တွေအတွက်ဝမ်းနေတာပတ်စံရှိတဲ့သူတစ်မျိုးဆက်ဆံတယ်ပတ်စံမရှိတဲ့တစ်မျိုးဆက်ဆံတယ်လူရဲ့တန်ဖိုးကပတ်စံရှိခြင်းမရှိခြင်းနဲ့မသွားဘူးယေရှုရဲ့အသွေးတော်နဲ့ရွေးဝယ်ထားခြင်းနဲ့ပတ်သက်တယ်ဟာလေလုယာလူရဲ့တန်ဖိုးသိကြီးလွန်းတယ်ဘာလို့ခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ထားခြင်းခံတဲ့သားသမီးတွေဖြစ်တဲ့အတွက်ကြောင့်သင်တို့ကတန်ရှင်းတော်သူဖြောင့်မတ်တော်သူမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးတွေဖြစ်ပြီးသားသ
တစ်ကိုတင်မတိလို့တင်ဆင်းရဲနေတာတိဖြစ်ချင်းမှောင်တင်တိပြီးတော့ဝန်ခံတက်လာရင်ဖခင်ပိတ်တဲ့တကားတွေအကုန်စင်ပြန်ဖွင့်ပေးလိမ့်မယ်အာမင်္ဂလာတွေမင်္ဂလာပြန်ဖြစ်လာလိမ့်မယ်မရခဲ့တဲ့မင်္ဂလာတွေအားလုံးဖခင်အကုန်ပြန်ပြီးတော့ပြင်ဆင်ပေးလိမ့်မယ်စာတန်ခိုးယူသွားလို့မသိဘဲနဲ့ခိုးယူသွားတဲ့အရာတွေအားလုံးအစတရားဖခင်ပြန်လဲပြီးတော့ restore ပြန်လုပ်ပေးလိမ့်မယ် hallelujah တင်ဖြစ်ချင်းတင်တိတော်သူဖြစ်ပါစေမျက်စိသူရဲ့ယထာစီသူရဲ့မြင်တဲ့အခါမှာအိုးသခင်အဘယ်သို့ပြုရပါမည်နည်းမိမိသခင်ကဆိုတယ်ဝမ်းနေတာအေလိရှေငါနားမှာနေပြီးတော့ကွာဒီကောင်လေးငါမြင်တယ်လို့မမြင်တတ်သေးဘူးဘာလို့ လဲဝိညာဉ်မျက်စိပွင့်ခြင်းတစ်ခုပဲလုပ်ရတယ်ဆူတောင်းရတာအေဖခန်းကြီး1မှာဘာလုပ်ရလဲဝိညာဉ်မျက်စိပွင့်မှာဘာလုပ်လဲဆူတောင်းနေတဲ့ဘယ်သူဆူတောင်းတာလဲရှင်ပေါလုဆူတောင်းတယ်ဘယ်မြို့အတွက်လဲအေဖမြို့မှာရှိတဲ့အသင်းတော်အတွက်အခုလေကြည့်အေလိရှဲကမစိုးရင်နဲ့ငါတို့ဘက်၌နေသောသူတို့သည်ရန်သူတို့ဘက်၌နေသောသူတို့ထက်တာ၍များကြသည်ဆိုလျက်တဲ့ Come on အမြဲတမ်းမှတ်တာဖခင်ရဲ့တက်တော်တော့ဆရာထန်တောင်ရေးတဲ့ရှင်ရန်ကောင်းတယ်ဘာလဲဆရာလေတချင်းနေရလေပါဇက်ဖျားလေးမှရှိတယ်စမူဟာကိုရတာပဲအဲ့ရနေပြီးတော့ဒီနေ့ကြော်လိုက်ကောင်းကင်တမန်တွေအသင်ချေရှိတယ်ကျွန်ုပ်ရဲ့နာမပတ်လေဝိုင်းထားတယ်ဘာကိုကြောက်ရွံ့ရမှာလဲကိုရောတက်ချပြီးပြီပဲအေးစေးဟဲ့ဒီမကြီးကြောက်မယ်ကြောက်ပြောမယ်ကောင်းကင်တမန်တကယ်ရှိတာနော်ကောင်းကင်တမန်ပုံပြလို့ရှော့မမှတ်နဲ့တင်းမတွေ့တာကြည့်လို့ချင်းမှာတင်းတည်တော့မှဆိုလို့ဆရာနှခါတွေ့ဘူးတယ်တခါဒန်မတ်နိုင်ငံမှာကျွန်းတကျွန်းမှာ2010မှာတခါတွေ့တယ်ပြီးတော့2016မှာမိုးကုတ်မှာတခါတွေ့တယ်မိုးကုတ်မှာအဲ့နေရဲလဲထူးဆန်းပြောပြမလားဆရာလေကြောက်တိုင်ထင်တာ तू အမြင့်ကြီးပဲဒီလိုအတိုင်ကြီးလေဒီလိုလုံးကြီးဒီဒါတော့ဒီလိုတစ်ဖြောင်းဝင်တော့လုံးကြီးလိုတက်သွားအဖြူကြီးဆိုဆရာထင်တာကအဲ့နေကဝิญဉ်တော့အရန်လှုပ်ရှားတယ်ဝิญဉ်တော့အရန်လှုပ်ရှားပြီးတော့မှအဲ့မှာအကြီးကျယ်ဝิญဉ်မီးရရေးလဲတောက်လောင်နေတာနမိတ်လက္ခဏာတွေအကြီးကျယ်ဖြစ်နေပြီအဲ့မှာအဲ့ဒီမှာဆရာကြည့်နေနေထူးဆန်းနေနော်လို့ဝิญဉ်တော့လှုပ်ရှားနေအကြီးကျယ်လှုပ်ရှားနေရှားလက်တင်ဘုံဆွဲနေအဲ့ဆရာကြည့်နေတိုင်အဖြူကြီးပဲထင်တာမဟုတ်ဘူးကောင်းရတဲ့မှာနေရဒိုးလုံးငပုလေးတွေမဟုတ် heavy အကြီးဖြတ်ဆိုရှင်းပြောမလားဟိုကောင်းဒီနွားကြောင်းသားတယ်တိုးကြောင်းသားတယ်လေတွေးတဲ့ခါမှာလန့်နေမလားထိတ်လန့်ခြင်းမရှိနဲ့လို့ပြောတာအဲ့ဒါကြောင့်လေအကြီးတယ်ဆရာဝင်တော့ဘာဖဆိုလန့်တော့ဒီမှာလေတုံဖြစ်တာလေအဲ့နဲ့နောက်ခါမမြင်တော့ရှင်းတယ်အရာရှင်းတယ်ပြားဆိုတော့တက်လာတာအကြီးဆိုအမအဲ့ရနေဆောက်ရမှာကျန်းဆောင်ပြန်လှန်လဲလှအောင် study လုံးရင်လည်းဘာသွားတွေ့လဲဆိုပင်လယ်နဲ့ချမ်းခွဲတာလေဣဒလူမျိုးတွေအဲ့ကုတပင်နဲ့ထွက်နေပင်လယ်နဲ့ချမ်းခွဲတာအဲ့ဒီပင်လယ်ကိုအဲ့ဒီပင်လယ်ရေယူကြောက်ကဲ့သို့မအောင်တွန်းထားတာဘယ်သူထင်လို့ကောင်းကင်တမန်နေအဲ့လောက်ထိကိုတကူကြည့်တာမဟုတ်ကွာဘယ်လိုခေါ်လဲဘိုးချီတယ်လေဒါကောင်းကင်ဘိုးချီလို့ပြောတာ
ကောင်းကင်တမန်တပါးပဲဖျားခင်စေလွတ်တယ်သိလားရှုရတလူဘနောက်သိသွားလဲ3,800တညထဲမှာသိတာကောင်းကင်တမန်တပါးပဲရှင်းသွားတာတညထဲမှာ3,800အကုန်လဲသိတာဝါတောင်ဖျားသခင်ယေရှုကပြောတယ်ရှင်းရှင်းလေးယေရှုကပြောတာငါအဖစီကိုငါတောင်းရင်တဲ့အခုကောင်းကင်တမန်တက်တယ်ရောက်လာနေမယ်တဲ့ဝိုက်ပေါက်လို့သွားပြီးသွားပြီဒါယောမစစ်တက်ကြီးအကုန်လစ်သွားမှာမဟုတ် no ငါလောကတဲ့မတက်ဦးတာမှာဘာဖြစ်လို့လဲချစ်လို့ငါပေးဆက်ဖို့ငါလာတာအာမင်ဒီကောင်းကင်တမန်နေရတချီနောက်တစ်ခေါက်အဲ့ဒါမိုးကုန်းမှာရှင်းမြင်တယ်ရှင်းတယ်အကြီးတယ်ဖျားသူရှိကြောင်းသူအမြဲတမ်းကောင်းကင်တမန်နဲ့ပြတာတို့တွေမင်္ဂလာဘယ်လောက်ကြီးလဲသိလားတို့တွေမင်္ဂလာဘယ်လောက်ကြီးလဲဟေဘရဲအခန်းကြီး1ကိုခဏလေးသွားမြန်လေးသွားအငယ်14မှာအငယ်14ဟေဘရဲ1:14ကောင်းကင်တမန်များတို့ကကဲတင်တော်မူခြင်းကျေးဇူးကိုအမွေခံလက်တန်တော်သူတို့ကိုပြုစုစေခြင်းဘာသူတွေလဲအဲ့ဒါတို့တွေ come on ပြုစုစေခြင်းကစေလွတ်တော်မူသောအစေခံနာဝိညာဉ်ဖြစ်တယ် come on အစေခံနာဝိညာဉ်တင်းတို့ခွဲကားထားတာညဘက်မှာမောင်မိုက်တကူရဲ့လှုပ်ရက်တွေကတင်းတို့ဖြက်စီးဖို့ကြံတော်ညာလဲပဲညတိုင်းတင်ကောင်းကင်တမန်ကိုဖခင်ရဲ့ကောင်းကင်တမန်နဲ့ကွဲကားချင်းအောက်မှာအိတ်အဲ့ဒီညဘက်မှာဘယ်အမင်္ဂလာမှမဖြစ်စေရအောင် come on တင်းအိတ်တဲ့အခါမှာတင်းဖခင်ရဲ့ကောင်းကင်တမန်တွေကတင်းကိုတက်ချထားတယ်ဆိုတော့တင်းယုံကြည်ဖို့အရင်ကြီးတယ်အာမင်ကောင်းကင်တမန်တွေတင်းချီရှိတယ်ကျွန်ုပ်ရဲ့အနာမှာပတ်လဲဝိုင်းထားတယ်ဘာကိုကြောက်ရွံ့ရမှာလဲကိုတော့တက်ချပြီးပြီပဲအေးစေးပဲလေ come on ကောင်းတယ်တကယ်ရှိတယ်ကောင်းကင်တမန်တင်းတော့ဟိုပုံမြင်လို့တော့မလုံးနဲ့ပုံမြင်မဟုတ်ဘူးတကယ်ရှိတာတင်းတို့တကယ်မြင်ရကြောက်တကယ်ကြောက်စရာကြီးတိလေးမဟုတ်အကြီးတွေဖျားတက်တော်ကွဲကာထားတာတို့ကတကယ် escort နဲ့ share ဖျားကွဲကာထားတာအာမင်အဲ့ဒါပိုတိတာလေဂျွန်ဟက်ဂီဆရာကြီးဂျွန်ဟက်ဂီ तू ကပြက်သားစကားပြောတတ်တယ်ဟောရင် share ဟောတယ်ဆရာကြီးဂျွန်ဟက်ဂီဆိုအမေရိကမှာ तू ကဒီဘာကိစ္စလဲပတ်သက်ပြီးတော့ तू က share ပြောပလိုက်တာမချိုက်တဲ့တစ်ဖွဲ့ကလာတော့လေ तू တရားဟောတာဒီလိုပလင်မှာတရားဟောတာတဲ့နော်တနတ်နဲ့တဲ့လာပြစ်တာပေါင်းဆိုကျွေးတာတက်ကြီးတက်လာတော့ပေါင်းဆိုကျွေးတာအောင်းစရာကောင်းတာထွက်သွားတာသူ့ရှေ့တက်တဲ့ပေါက်သွားတာသူ့အနောက်ကနှံရင်ပေါက်သွားတာစတဲ့လာတော့ဘလို့ဒိုးဝါလည်းမသိဘူး तू လည်းမရှောင်ဒီလိုဒိုးဝါတာအောင်းငယ်တမန်တကယ်ရှိတယ်တို့တွေဝိညာဉ်လောကထဲကိုပုံမြင်လို့မမှတ်ကြစို့နဲ့ဒီနေ့ဝိညာဉ်လောကထဲမှာဘုရားခင်တင်ဖော်ပြခြင်းတဲ့အရာတွေအများကြီးရှိတယ်ဟေးဆရာရဲ့အခု level က2026မှာဆရာရုပ်လောကတဲ့ဝိညာဉ်လောကကိုပို့ဦးစားပေးတဲ့နှစ်တောင်းဆရာဒီမှာလာတဲ့ခါမှာတင်းတို့ရုပ်လောကတဲ့ဝိညာဉ်လောကကိုအဓိကသွားဝင်တော့ပဲသင်ပေးတော့မယ်အာမင်တင့်သားအရန်စိုးနေပြဿနာမရှိဘူးတင့်သားရဲ့အနာဂတ်ကိုကြိုးတွေမြင်တတ်တဲ့မျက်စိကိုဘုရားခင်တင်ကိုတောင်းလိုက်ဟာလေလုယာဘုရားခင်ပေးလိုက်ကမှာကြိုက်တော့စိုးစားမင်းကြိုက်တော့စိုးငါသိတယ်မင်းရဲ့အချိန်တိုင်မင်းဘယ်ဘာဖြစ်မလဲဆိုတော့ငါ့ဘုရားကြိုးတွေဖော်ပြတာစိုးစားစိုးပတ်စပါယောစိုးငါသိတယ်အချိန်တိုင်ရင်မင်းကိုဘုရားခင်ပြုပြင်မလို့မဘယ်လိုသုံးလဲဆိုတော့ငါသိပြီးသားအဲ့ဒီပြောနိုင်တဲ့မျက်လုံးမျိုးဘုရားခင်တင်ကိုပေးနိုင်တယ်ဘုရားခင်နာမဘုန်းရှိပါစေကျဲတော့ဆွဲချ
အချိန်တိုင်ငါပဲရောက်နေဆိုတာငါသိယောသကိုသူ့ကိုတွေကမလားဖျားသခင်အမြဲစာရမလုတ်ခင်မှာကြိုတင်တော့ဖျားအမြဲတမ်းပြထားပြီးသားမဖူနဲ့တာအကြီးပြောပြမယ်သူ့ကိုတွေကသူ့ကိုရေမရှိတဲ့ကျွန်းထဲကိုပြစ်ချလိုက်တယ်ဟုတ်လားโอเคယောသအေးဆေးပဲလေဘာလို့အေးဆေးလဲပြောသူ့ကိုတွေသူ့ကိုဖမ်းတော့အဲ့ဒီကျွန်းထဲမချခင်တဲ့ဖျားသခင်ကသူ့ကိုအဆုံးမှာဘာဖြစ်မလဲဆိုတာကြိုတင်ပြောပြထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဟာလေလုယာပတ်ထာညီကိုမောင်လို့တင်းကိုဖျားပြောပြထားပြီဆိုတင်းအဲ့ဒီမှာလုံးဝစိတ်ချပြီးကြီးတော့ချီးမွမ်းတော့ဟာလေလုယာပြထားပြီးသားဘာပြထားလဲသူ့အကိုတွေသူ့ရဲ့မိသားစုတွေသူ့ရှစ်ခိုးရမယ်ဆိုတာဘာဖျားချိတ်တိုင်းချင်းမြောက်မယ်ဆိုတာ तू သိထားပြီးသားငါကိုရီးယားဆန်ငါ့ကိုပြန်ကြည့်ပြီးတော့အားချမယ်ချင်းရောက်လာမယ်ဆိုတာ तू သိပြီးသားအဲ့ဒီမြင်တတ်တဲ့မျက်လုံးတင်းကိုဖျားခင်ပေးလိုက်မယ်ဆန်ငါပါဒီနေ့ဆောက်တော့မှာရွှေတွေငွေတွေအိမ်တွေကားတွေအဲ့ဒါရေးမကြည့်တင်းမြင်တော့သွားပြီဆိုရင်အဲ့ဒါတွေကပါလေးတွေဟာလေလုယာထိုးရတွေကိုထပ်ရွေခမပြောထပ်ရွေပေးတော်မူလတာတင်းမတောင်းတော်မှာပေးမဖျားတင်းမတောင်းတာတော့မှပေးမယ်ဖခင်တင်းမတောင်းတော့မှဖခင်ကတင်းရဲ့ရန်သူတွေရှေ့မှာတင်းကိုဖခင်စပွဲခင်းမယ်တင်းရဲ့ခေါင်းစီနဲ့လိမ့်မယ်တင်းရဲ့ခွက်ပလားရှန်ထွက်လိမ့်မယ်တင်းကိုမကြိုက်တဲ့သူတွေတင်းကိုမနာလိုတဲ့သူတွေတင်းကိုကြည့်ပြီးတော့မှဟာလာဒီကောင်လက်ကားကောင်မလို့ပြောတဲ့သူတွေရှေ့မှာဖခင်စပွဲခင်းလိမ့်မယ်တင်းရဲ့ခေါင်းစီနဲ့လိမ့်မယ်တင်းရဲ့ခွက်ပလားရှန်ထွက်တဲ့ဖခင်ကောင်းချီးပေးလိမ့်မယ်ယုံကြည်တဲ့သူအာမင်လို့ထိုးရဟာလေလုယာဟာလေလုယာဖျားခင်အမှုတွေကိုပြုမယ်ဆိုရင်ယုံကြည်ပါသလား။နောက်ဒီနေ့ဆောက်တဲ့လှုပ်ဝက်ချက်ကျွန်တော်ပြောပြမယ်။အေလိရှေကဘာမတောင်းအေလိရှေရဲ့ဆံငတ်ခြင်းဟာနှစ်ဆတော်ဝိညာဉ်။အဲ့တော့ဖျားရေးလိုက်ချိုက်တာ။ဖျားကရေးလိုက်ချိုက်တာ။မင်းကခဲရင်တော့ဆုတောင်းတယ်ကွာတဲ့။ခဲရင်တော့ဆုတောင်းတယ်။ဒါပေမဲ့အဲ့တောင်းတဲ့ဟာယုံလောကမဟုတ်ဘူး။ဝိညာဉ်ရေးရနဲ့ပတ်သက်လဲတင်တောင်းစမ်းပါတောင်းစားမှာဒီထဲမှာ prophet တွေမြင်ရှင်နေဆရာ hallelujah အသင်းတော်ပြုစုတဲ့ prophet တွေမြင်ရှင်တယ်အသင်းတော်ကိုပြုစုတဲ့တကယ် prophetic word တွေထွက်လာတာမြင်ရှင်တယ်ထိုးထွင်းနိုင်တဲ့ဉာဏ်တွေပေါ်လာစေရှင်တယ်ဘုရားခင်ဖွင့်ပြတဲ့တန်တွေကြားတတ်တဲ့သူတွေပေါ်လာစေရှင်တယ် hallelujah hallelujah အခြားသောဘာသာစကားအနတ်ပြည့်နေတဲ့သူတွေပေါ်လာစေရှင်တယ်လက်တွေဆုတောင်းတဲ့အခါအနာရောဂါငြိမ်းတဲ့သူတွေပေါ်လာစေရှင်တယ်Are you ready to receive it? Hallelujah. When you hear the pata de ayari, down the sanga de dupiake ayam patient. Alokramata musician